ဒီနေ့တော့လူငယ်တွေအတွက်အဓိကရည်ရွယ်ပြီးတော့ကြီးပွားကြောင်းတရား9ပါးလို့တရားကောင်းစဉ်ပြီးပြီးပေတပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဟောပါမယ်ကြီးပွားကြောင်းတရား9ပါးဒီတရား9ပါးနဲ့ပြည့်စုံမယ်ဆိုရင်တော့ပြည့်စုံရတဲ့ပုဂ္ဂိုလ်တိုင်းလောကီအစီပွားလောကုတ္တရာအစီပွားနဲ့ပြည့်စုံကြလိမ့်မယ်လို့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်ကိုဦးဇင်းတို့နာယူကြည်ညိုကြရအောင်ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်္ဂတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စုအလုံးလည်းဥပ္ပလေးရှိနာကြကရုဏာတိတလဟရယံပညာပေဇောတဝိယတမောဟတမံသာနေရမရလောကကေရောဝနေတုကတံဂတိဝိမု ṭ ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြတ်သောစိတ်နှလုံးလည်းရှိတော်မူပါဝေထသောပညာပေဇောတဝိယတမောဟတမံအရဟတမေတိဟုသောအယံဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖေခွာတော်မူပြီးထသောသာနေရမရလောကကေရောလူနဲ့မြမတတဝါနန္ဒတို့၏ကြောက်ထီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါဝေထသောဂတိဝိမု ṭ ံဒေဝမနုဿံတိရယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှသည်အထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကတံတတဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပထမကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မှမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနေဝနာမှာကာယဝစီမနောရှိ၍သုံးနေသွားတာပနာမဖြင့်ဒုက္ခယုကျိုးလက်ဆုံးမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားကြီးပွားကြောင်းတရား9ပါးစတင်ပြီးတော့နှလုံးသွင်းကြရအောင်ဥထာဏဝတ္တောတတိမတောသူစီကာမတ္တနေတ္တမကာရိနောသင်္ညတတ္တဓမ္မဇီဝိနောအပမထတ္တယတောဘိဝတ္တိဥထာဏဝတ္တောထကြွလုံးလဝရိယလည်းရှိပေထသောတတိမတောတတိနဲ့လည်းပြည်စုံပေထသောသူစီကာမတ္တစင်ကြယ်သောကာယကံဝစီကံမနောကံနဲ့လည်းပြည်စုံပေထသောနေတ္တမကာရိနောစူဇံစင်ကြယ်၍ပြုလေးရှိပေထသောဒိညတတ္တကိုနှုတ်နှလုံးသုံးပါးလုံးကိုဆောင်စည်းခြင်းရှိပေထသောဓမ္မဇီဝိနောတင့်တယ်မှန်ကန်လျောက်ပတ်ကောင်းမြတ်သောအတ္တမွေဝံကြောင့်မူနဲ့လည်းပြည့်စုံပေထသောအပမထတ္တမမိမလျော်သောအပမရာတရားရှိသောထိုပုဂ္ဂိုလ်သည်အပမထတ္တမမိမလျော်သောအပမရာတရားနှင့်ပြည့်စုံသောထိုပုဂ္ဂိုလ်အားယသောဥစ္စာပစ္စည်းအချမ်းရန်ကြောသောစရှိသောကောင်းသောအရာတို့သည်အဘိဝတ္တိတဏိတခြားတိုးပွား၍လာခဲ့ပြီဒီကထာလေးမှာမြတ်စွာဘုရားကြီးပွားချမ်းသာကြောင်းတရား9ပါးဟောထားတယ်အဲ့ဒီ9ပါးကိုပဲဦးဇင်းတို့မာတိကအနေထားပြီးတော့ဒီကနေ့ညတပါးစီရဲ့အဓိပ္ပာယ်ကိုအနည်းငယ်စီဦးဇင်းတို့ပြောပြပြီးတော့
တနာရီ15မိနစ်အတွင်းမှာဦးဇင်းတို့အပြီးဟောမယ်လို့စိတ်ကူးထားပါတယ်အဲဒီတော့နံပါတ်1ကြီးပွားချမ်းသာကြောင်းတရားကဘာလဲဆိုတော့ဥထာနာဝတ္တောထကြွလုံးလဝရိယလည်းရှိပြီထသောလုံးလဝရိယသည်ကြီးပွားချမ်းသာခြင်းရဲ့အခြေခံပဲသူ့ကိုပထမဦးဆုံးမြတ်စွာဘုရားဟောထားတာလောကီချမ်းသာကိုပဲဖြစ်စေလောကုတ္တရာချမ်းသာကိုပဲဖြစ်စေလူလားတောင်းတကြတဲ့ပုဂ္ဂိုလ်တွေဟာကြိုးစားခြင်းမရှိဘဲနဲ့အထုတ်ခြင်းမရှိဘဲနဲ့ဘယ်နည်းနဲ့မှချမ်းသာဒုက္ခကိုမရနိုင်ဘူးဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဇာနုသောနိသုတ်တံဆိုပြီးတော့မဲခင်7ပါးကိုယင်ယထာနဲ့ဥပမာပေးပြီးမြတ်စွာဘုရားဟောထားတာရှိတယ်ဇာနုသောနိပုံနာကြီးကမြင်းတွေကလည်းအဖြူရောင်ယထာကလည်းအဖြူရောင်သူဝိထာတာတွေကလည်းအဖြူရောင်သူ့ရဲ့အချမ်းရံတွေကလည်းအဖြူရောင်တကယ့်ကိုအဖြူရောင်လေးကြီးလှလှပပဆင်းရင်ပြီးတော့မြင်းယထာကြီးကိုတကယ့်ကိုကြွားကြွားဝါးဝါသူမောင်းနှင်သွားတာအဲ့ဒါကိုရှင်အနန္ဒကိုရောမြတ်ကတွေ့ရတော့မြတ်စွာဘုရားဇာနုသောနိပုံနာရဲ့ယထာကြီးကတော့သိခမ်းနာတာပဲတပည့်တော်တို့သာသနာတော်မြတ်ကြီးအဆုံးအမမှာလည်းပဲအဲ့ဒါလို့ရင်ယထာနဲ့တူတဲ့ရင်ယထာမျိုးပြည့်ညက်လို့ရနိုင်ကောင်းပါသလားလို့မြတ်စွာဘုရားဟောတော့မဲခင်7ပါးစီမြင့်မြတ်စင်ကြယ်ရာအစစ်ဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ကြောင်းအမျက်ဆုံးသောရင်ပဲဆိုပြီးတော့အဲ့ဒီမှာဟောတယ်အဲ့ဒီမဲခင်7ပါးရီဟူသောရင်မှာလုံးလဝိရိယဆိုတာဒီအစုံပဲတဲ့ဒါလေးကိုဦးဇင်းကသဘောကျလို့ပြောချင်တာပိဋကဘိန်းဆိုတာမရှိရင်ဘယ်မှာမှမရွေ့နိုင်တော့ဟုတ်လားဘယ်လို့မှရှိမရောက်နိုင်ဘူးဒါကြောင့်လုံးလဝရိယကြိုးစားအထုတ်ခြင်းဆိုတာကြီးပွားချမ်းသာသွားကြတဲ့ပုဂ္ဂိုလ်တွေကြီးပွားချမ်းသာတယ်လို့ဦးဇင်းတို့ရဲ့နှုတ်ကထွက်လိုက်တိုင်းလောကီဥစ္စာပစ္စည်းကုန်ပကာသနာအချမ်းရံကြော်စောဒါတွေကိုလည်းရည်ရွယ်ပါတယ်လူငယ်တွေအတွက်နော်နောက်ပြီးတော့ချမ်းသာစေချမ်းသာမှဖြစ်တဲ့လောကုတ္တရာကြီးပွားချမ်းသာခြင်းကိုလည်းရည်ရွယ်ပါတယ်ဒီလောကီချမ်းသာပဲဖြစ်ဖြစ်လောကုတ္တရာချမ်းသာပဲဖြစ်ဖြစ်ချမ်းသာဒုက္ခခြင်းချမ်းသာဒုက္ခတို့ဖြင့်ကြီးပွားခြင်းများတဲ့ပုဂ္ဂိုလ်တွေအတွက်လုံးလဝရိယဒီဟုသောဘိန်းတစ်စုံရှိဖို့လိုတယ်ကာယိကဝိရိယစေတသိကဝိရိယမကြိုးစားရင်ဘာမှမရနိုင်ဘူးဟုတ်ရဲ့လားဒါကြောင့်ဝိရိယဆိုတဲ့စကားလေးကိုပဲနည်းနည်းလေးခွဲခြမ်းစိတ်ဖြာကြည့်ဖို့လိုမယ်ထင်တယ်ဝိရဆိုတဲ့စကားကဆင်းသက်လာတာတဲ့ဝိရိယဆိုတာဝိရဆိုတာရဲရင်ခြင်းလို့အဓိပ္ပာယ်ရတယ်အလုံးနဲ့ပတ်သက်လာလို့ရှိရင်လုံးဝကြောက်လန့်တဲ့သဘောမရှိဘူးလုံးမဲ့ကိုင်းမဲ့ပြောမဲ့ဆိုမဲ့သူကအဲ့လိုမျိုးနော်ဒါကမှလည်းဦးဇင်းတို့ပြင်းတဲ့ပုံကိုယ်တွေဟာတနည်းအားဖြင့်အလုတ်ကိုကြောက်တာပါပဲဟုတ်ရဲ့လားအလုတ်ကိုကြောက်တာအဲ့ဒီတော့ရဲရင်ခြင်းဆိုတာအလုံးနဲ့ပတ်သက်လာရင်စိတ်မှာတွန့်ဆုတ်တဲ့သဘောမရှိဘူးဒါကြောင့်ဒီလုံးလဝိရိယရဲရင်ခြင်းဆိုတာလေးကိုပုံပေါ်အောင်မြတ်စွာဘုရားဟောထားတာရှိတယ်ဘုရားဘာသာဝင်သူတော်စင်တို့90ရာခိုင်နှုန်းလောက်ကြားဘူးထားတဲ့ဇတ်တော်လေးတစ်ပုဒ်ရှိရကြမကြားဘူးသေးတဲ့လူငယ်တွေအတွက်ပဲရည်ရွယ်ပြီးတော့ပြောခြင်းတယ်မြတ်စွာဘုရားလက်ထက်ကလုံလဝရိယလျှော့ပြီးတော့ကမ္မဋ္ဌာန်းတရားကိုပြစ်ပြီးတော့ကျောင်းတော်ကိုပြန်ရောက်လာတဲ့ယဟန်တော်တစ်ပါးကိုအကြောင်းပြုပြီးတော့ဒီဇတ်တော်လေးကိုဟောတာဇတ်တော်ရဲ့ခေါင်းစဉ်ကိုပြောလိုက်ရင်ပိဋကတို့ကတို့ကြားဖို့ပြီးသားလို့ဖြစ်သွားမှာဇတ်တော်ရဲ့ခေါင်းစဉ်ကပင်စာဝုဒ္ဒဇတ်ကြားဘူးတယ်မဟုတ်လားပင်စာဝုဒ္ဒမင်းသားလို့တခြင်းနေတဲ့တောင်ပါတယ်လေဟုတ်လားပင်စာဝုဒ္ဒပင်စအာဝုဒ္ဒ5ပါးသောလက်နဲ့ကျွမ်းကျင်တယ်ပေါ့သူအဲ့ဒီ5ပါးသောလက်နဲ့ပြစ်ခတ်ထိုးပုတ်တဲ့နေရာမှာသူကျွမ်းကျင်တယ်ပေါ့ဒီနေ့တော့အဲ့ဒီဘုရားလောင်းမင်းသားကဒေတာပမောက္ခဆရာကြီးတွေကနေပညာသင်လို့ပညာစုံလို့တိုင်းပြည်ကိုပြန်လာတော့တောအုပ်ကြီးထဲမှာအမွှေးကတ်တဲ့ဘီလူကြီးနဲ့တွေ့တာဟုတ်လားအဲ့ဒါကိုလည်းသူသိတယ်ဒါပေမဲ့သူဖြတ်လန်းကပဲရဲရဲဝံ့ဝံ့သူ့ရဲ့ရဲရင်ချင်းကိုပဲအားကိုးပြီးတော့သူဖြတ်တန်းတာအဲ့ဒါဘီလူတွေ့တဲ့အခါကျတော့တင်ကားအစာဖြစ်ပြီးဆိုတော့အဲ့ဒါဘုရားလောင်းကလုံးဝမကြောက်ဘူးသူ့မှာပါလာတဲ့လက်နက်၅မျိုးကိုတစ်မျိုးပြီးတစ်မျိုးပြစ်ခတ်တယ်ပြစ်လိုက်တိုင်းတော့လက်နက်တွေဘီလူရဲ့အမွှေးမှာသွားပြီးတော့တက်တယ်
အဲ့ဒီမှာသူ့လက်မှာဘာမှမရှိတော့ဒါပေမဲ့သူလျှော့သလားမလျှော့ဘူးဘာလို့လဲဆိုတော့ညာဘက်လက်နဲ့သူထိုးတယ်အဲ့ဒီညာဘက်လက်ကတ်သွားတယ်အဲ့ဒီလို့ဆိုတော့သူလျှော့သလားမလျှော့ဘူးဘယ်ဘက်လက်နဲ့ထိုးတယ်အဲ့ဒီဘယ်ဘက်လက်ကတ်တယ်ဒါပေမဲ့သူမလျှော့ဘူးညာဘက်ခြေထောက်နဲ့ကန်တယ်ကတ်ပြန်တယ်မလျှော့ဘူးဘယ်ဘက်ခြေထောက်နဲ့ကန်တယ်ခြေနှစ်ဖက်လက်နှစ်ဖက်လုံးကတ်သွားပြီဒါပေမဲ့သူမလျှော့ဘူးဘာလို့လဲဆိုတော့ဥကောင်းနဲ့အတင်းခွေတယ်အဲ့ဒီကြတော့မှသူလှုပ်လို့မရတော့ဘူးခြေနှစ်ဖက်လက်နှစ်ဖက်ခေါင်းအကုန်ကတ်သွားပြီအဲ့ဒီတော့ဘီလူကအဲ့ဒါလိုပုတ်ခတ်လိုက်တိုင်းထိုးလိုက်တိုင်းလန့်လန့်သွားတယ်ဒီလူသိမှမကြောက်ဘူးဒီလောက်ရဲရင်တဲ့လူငါမတွေ့ဘူးဟုတ်လားအဲ့တော့ तू ကအားကောင်းတယ်တော့တကယ်ကတော့ तू နိုင်တယ်ဒါပေမဲ့ဟိုလူကစိတ်ဓာတ်ကလုံးဝမလျှော့ဘူးဆိုတော့စိတ်ဓာတ်ချင်းရှင်ပြိုင်းနေတယ်မသိမသာစိတ်ဓာတ်ချင်းရှင်တော့ဘယ်သူကနိုင်နေတော့လူကနိုင်နေတယ်ဟိုမှာအားကောင်းတဲ့ကောင်ကဘာဖြစ်နေတော့ကြောက်နေတယ်ဟုတ်လားအဲ့ဒီတော့မှ तू နှုတ်ပတ်နဲ့ထုတ်ပြီးတော့မေးရတယ်သင်လိုလူမျိုးငါမတွေ့ဘူးတဲ့သင်ဘာလို့ပေမှာမကြောက်တာလဲလူတိုင်းပေမှာကြောက်ကြတာကြီးပဲသင်ဘာလို့မကြောက်တာလဲဒီတော့ဘုရားတော်ကငါသင်ကိုမကြောက်လို့ဒီတော်ထဲမှာငါရဲ့အစွမ်းကိုယုံကြည်လို့ငါရဲရဲဝံ့ဝံ့လာခဲ့တာသင်တကယ်လို့ငါကိုစားမယ်ဆိုရင်လည်းပဲငါရဲ့အတွင်းတန်တန်မှာဝရစိန်လက်နဲ့ရှိတယ်ငါသေးတယ်လို့သင်လည်းပဲဥတွေအပိုင်းပိုင်းပြက်ပြီးတော့သေရလိမ့်မယ်ဒါကြောင့်ငါလုံးဝမကြောက်ဘူးလို့ပြောတာအဲ့ဒါကတော့ဉာဏ်စွမ်းကိုထုတ်တာပေါ့သူ့ရဲ့ဉာဏ်ပညာကိုပဲတင်စားပြီးတော့ဝရစိန်လက်နဲ့လို့သူကပြောလိုက်တာအဲ့ဒီမှာဒီလူကသောတော်တဲ့ကမကြောက်တာကိုပဲလေးစားနေတာဒါဥရှင်တို့ကငယ်ငယ်တုန်းကကိုကသိကြောက်တတ်တဲ့လူဆိုတော့မကြောက်တဲ့လူကိုတွေ့ရင်အင်မတန်အားကြတယ်သိလားကြောက်ရတာအင်မတန်ဆင်းရဲတာကိုနော်ကြောက်ရတာအင်မတန်ဆင်းရဲတယ်နော်ဒါပေမဲ့လွယ်လွယ်နဲ့လည်းမကြောက်တဲ့သဘောကိုတော့မရနိုင်ဘူးထားပါတော့လေအဲ့ဒါလိုမကြောက်မညွန့်ဘုရားတော်ကဒီလိုပြန်ပြောတော့မစားရဘူးအဲ့ဒီတော့မှဘုရားတော်ကသူ့ကိုတရားဟောသေးတယ်မင်းငကိုယ်တော့မကောင်းခဲ့လို့အခုမကောင်းတဲ့အကောင်ကြီးဖြစ်နေတာအခုဆက်မကောင်းရင်မင်းဆက်ပြီးတော့မကောင်းမှာပဲအဲ့ဒီမှာပဲတရားသဘောပေါက်ပြီးတော့ဘီလူဟာသူ့ရဲ့တပည့်ဖြစ်တယ်လို့ဆိုပါတယ်အဲ့တော့ဦးဇင်းတို့ပြောနေတာကဝိရိယဆိုတာဝီရရဲရင်ချင်းဘာကိုရဲရင်တာလဲအလုံးလို့ရမှာကိုမကြောက်ဘူးရကြောင်းအလုပ်ကိုလုံးမရမှာဒါကြောင့်လူငယ်တွေအကျိုးရလဒ်ကိုစိတ်ဝင်စားတာတဲ့အကြောင်းတရားအလုပ်ကိုစိတ်ဝင်စားဖို့အရေးကြီးတယ်ဟုတ်ရဲ့လားအကြောင်းတရားကိုစိတ်ဝင်စားပဲနဲ့အကျိုးတရားကိုပဲစိတ်ဝင်စားနေတယ်ဆိုရင်ဘယ်တော့မှရမှာမဟုတ်ဟုတ်လားတကယ်လို့အကြောင်းတရားနဲ့ပြည့်စုံအောင်လုပ်တယ်ဆိုရင်အကျိုးရလဒ်ကိုစိတ်ဝင်စားသည်ဖြစ်စေစိတ်မဝင်စားသည်ဖြစ်စေရတဲ့အကြောင်းပြည့်စုံရင်ရမှာပဲဟုတ်ရဲ့လားအေးရတဲ့အကြောင်းပြည့်စုံရင်ရမှာပဲလောကကြီးကအနတ္တလောကနော်ကောင်းတဲ့အကြောင်းတွေပြည့်စုံရင်ကောင်းသွားမှာပဲမကောင်းတဲ့အကြောင်းတွေပြည့်စုံရင်မကောင်းသွားမှာပဲဘယ်သူကမှကောင်းအောင်မကောင်းအောင်ဖန်ဆင်းနေတာမဟုတ်အကြောင်းတရားတွေကဖန်ဆင်းနေတာဒါကြောင့်လောကီချမ်းသာလောကုတ္တရာချမ်းသာကြီးပွားခြင်းတွေဖြင့်ကြီးပွားခြင်းရတယ်ဆိုရင်လုံးလဝိရိယမရှိလို့မဖြစ်ပါဘူးတဲ့အဲ့ဒါပထမရှိတဲ့အရေးအသွေးကြီးပွားချမ်းသာကြောင်းတရားနံပါတ်1ဒီလေခုနှစ်ပါးပြောရမှာဆိုတော့တစ်ပါးဒီလောက်ပဲအချိန်ပေးနိုင်တယ်ဟုတ်လားဥဒ္ဒါနဝတ္တောလုံးလဝရိယနဲ့ပြည်စုံပေထသောတတိမတော်တတိနဲ့လည်းပြည်စုံပေထသောဟောကြီးပွားချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ဒုတိယရှိရမယ့်အရေးအသွေးကဘာလဲတော့တတိတွေတတိကိုသေတပေါင်းသူတော်ကောင်းတို့မြမပညာရှိကြီးတွေကတော့ခါနဲ့ဥပမာပေးတယ်ဟုတ်ရဲ့လားဒီသူကလိုအပ်တယ်ဘယ်နေရာမှာမျိုးမဆိုလိုအပ်တယ်ဒါပေမဲ့ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာတော့တတိဟူသည်ပူသည်မရှိဒီလိုပြောတာတွေကြားဘူးတယ်မဟုတ်လားသူကြပါစို့ဦးဇင်းတို့ဘုံ၅ပါးဆိုတာရှိတယ်ဣန္ဒြေ၅ပါးဆိုတာရှိတယ်အဲ့ဒီဘုံ၅ပါးဣန္ဒြေ၅ပါးဆိုတာတွေကညီမျှမှအကျိုးရလဒ်ကိုလွယ်လွယ်လေးရတာသူကြပါစို့ပထမညီရမယ့်အတွဲကတတ္တာနဲ့ပညာညီရမယ်ယုံကြည်မှုနဲ့အသိဉာဏ်ပညာညီမျှရမယ်ယုံကြည်မှုကကဲပြီးတော့အသိဉာဏ်ပညာကနည်းနေရင်ဒီလူဟာလူအဖြစ်မယ်သူများလိန်နာခံရမယ်ဟုတ်လားယုံကြည်မှုပဲသူကချွန်ထွက်နေတာနော်ဘုံ၅ပါးဗျိုင်းတူမတက်ဖဲနဲ့
အဲ့ဒီတရားဘုကရှေ့ကိုနေကျွန်းသွားတော့ရန်သူလက်ထဲကျသွားတဲ့သဘောပါပဲဟုတ်ရဲ့လားဒါကြောင့်တတ္တာဘုနဲ့ပညာဘုဟာအင်မတန်အရှင်းအသွားညီတဲ့နွားတစ်ရှင်းလို့ညီရမယ်တကောင်ကတိတ်ယုံနေတယ်ဆိုရင်တစောင်းကြီးဖြစ်နေမှာပေါ့ဟုတ်လားတချို့ကြတော့လည်းပဲပညာကတိတ်ထက်တယ်အတွေးခေါ်တိတ်ကောင်းတယ်ဒါပေမဲ့ယုံကြည်မှုကမရှိဘူးအဲ့ဒါဆိုရင်သူကကောက်ကျစ်တယ်တရားတရားများပြီးတော့ပညာနေတဲ့လူကြတော့အားတယ်ပညာများပြီးတော့တရားနေတဲ့လူကြတော့ကောက်ကျစ်တယ်နှစ်ခုလုံးဟန်မရဘူးဒါကြောင့်ဉာဏ်ရှိယောက်ျားမှတ်လို့ဒုက္ခဆေးလွန်တာကိုဆရာနောက်ဆက်အခုခက်၏တဲ့ဟုတ်လားဉာဏ်ရှိတဲ့လူတွေမှားပြီဆိုမှကြောက်เสียကောင်းတာဒါကြောင့်တတ္တာနဲ့ပညာဟာမဖြစ်ရမယ်ညီရမယ်နောက်ပြီးတော့ညီရမယ်အတွေ့အကြုံရှိသေးတယ်ဝိရိယနဲ့သမာဓိခုနတုန်းကဝိရိယကောင်းတယ်နော်ဒါပေမဲ့သမာဓိနဲ့ဝိရိယကိုညီအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဝိရိယလွန်လို့ရှိရင်အဲ့ဒါပြန့်လွင့်တယ်နော်ဝိရိယလွန်ရင်ဘာဖြစ်တယ်ပြန့်လွင့်နေသမာဓိလွန်ရင်တော့သူကပြင်းကြီးတဲ့သဘောမျိုးထိုင်းမိုင်းတဲ့သဘောမျိုးကိုတက်ရောက်သွားတယ်ဒါကြောင့်သူတို့တွေကလည်းညီမသာလျင်ဟန်ရတာနောက်တစ်ပါးပဲကြံတယ်အဲ့ဒီတစ်ပါးကတတိဖြစ်နေတယ်ဒါကြောင့်တတိကြတော့ဘယ်တော့မှပူတယ်လွန်တယ်ဆိုတာမရှိဘူးတဲ့ထားနိုင်ရင်ထားနိုင်တဲ့လောက်ကောင်းတယ်တတိဟုတ်ရဲ့လားဒါကြောင့်ကြီးပွားချမ်းသာနေကြတဲ့ပုဂ္ဂိုလ်တွေအတွက်ဒုတိယမဖြစ်မနေရှိရမယ့်အရေးအသွေးဒီတတိဖြစ်တယ်လို့မှတ်သားရမယ်ကြီးပွားချမ်းသာကြောင့်တရားနှစ်ပါးရှိနော်ဗုဒ္ဓနာဝတောတတိမတောသူစီကမ္မတနိဗ္ဗမကာရိနောသူစီကမ္မတစင်ကြယ်သောကာယကံဝစီကံမနောကံနဲ့ပြည့်စုံပေထသောတတိယပြည့်စုံရမယ့်အရေးသေးကကာယကံဝစီကံမနောကံကံသုံးပါးစင်ကြယ်တန့်ရှင်းရမယ်တဲ့အပြစ်ကင်းရမယ်တဲ့ကိုလှုပ်လိုက်တဲ့အလုပ်ကကိုယ်ကိုမထိခိုက်စေသောတပါးသောသူကိုမထိခိုက်စေသောဟုတ်ရဲ့လားကိုပြောလိုက်တဲ့အပြောကကိုယ်ကိုမထိခိုက်စေသောတပါးသောသူကိုမထိခိုက်စေသောအပြောကိုတွေးတဲ့အတွေးတွေဟာမိမိတို့တစ်ပါးနှစ်ဦးသားကိုမထိခိုက်စေသောအတွေးတွေဖြစ်ရမယ်တနည်းအားဖြင့်မိမိတို့တစ်ပါးနှစ်ဦးသားအကျိုးရှိနေတဲ့အတွေးတွေအပြောတွေအလုပ်တွေဖြစ်ရမယ်အဲ့ဒါလိုကာယကံဝစီကံမနောကံကံသုံးပါးကိုစင်ကြယ်တန့်ရှင်းအောင်ကြိုးစားနိုင်လို့ရှိရင်အဲ့ဒါတတိယအရေးသွေးနဲ့ပြည့်စုံတယ်ဒါလိုတယ်ဗျဒါလိုတယ်နော်ဒါကြောင့်အပြစ်ကင်းတဲ့အလုပ်တွေရှိဖို့လိုတယ်အပြစ်ကင်းတဲ့အလုပ်တွေရှိဖို့လိုတယ်ဟိုအရင်တို့ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ပုံကလေးတစ်ခုပေါ့လေတိတာပမောက္ခဆရာကြီးတွေကိုတပည့်ပေါင်းများစွာပညာသင်တယ်အဲ့လိုပညာသင်နေတဲ့ဒီနေ့တော့လူလင်ကျိုတယောက်ရောက်လာတယ်သူအင်မတန်ပညာတတ်ချင်ပါတယ်သူ့ကိုသင်ပေးပါဆိုရောက်လာတော့တိတာပမောက္ခဆရာကြီးကဒီရင်ပညာတွေလက္ခဏာပညာတွေကိုသိကျွမ်းကျင်တော့ဒီလူလင်ကိုကြည့်လိုက်တယ်တလအတွင်းမှာပေမယ်လို့သူသိတယ်သိတဲ့အခါကျတော့သူသင်လည်းပဲလက်ကားပဲဆိုတာတနာတဲ့အတွက်ကြောင့်မင်းတလနေမှပြန်လာပါဒီတလအတွင်းမင်းသိပြီးတော့ကံမကောင်းဘူးဒါကြောင့်မလို့တလနေမှပြန်လာခဲ့ဆိုပြန်လွတ်လိုက်တယ်ပြန်သွားရောအဲ့ဒီလူလင်လည်းပြန်သွားပြီဆိုတော့ကျန်တဲ့တပည့်တွေကိုဟောဒီကောင်တလအတွင်းသေမှာကွာဒါကြောင့်ငါပြန်လွတ်လိုက်တယ်အဲ့ဒီတော့ကျောင်းသားတွေကဒီလူတလအတွင်းသေမှာလေတနာနေကြတာဒီလိုနဲ့တရတိတရက်ကုန်ပြီးတော့တလနေတော့အဲ့ဒီလူလင်ပြန်ရောက်လာတယ်ဟာဒီတော့ကျောင်းသားတွေကဆရာကြီးကိုအော်ဗနန်ဆရာကြီးပြင်တာလွဲပြီနဲ့တူတယ်ဒါမှမဟုတ်ဒီကောင်ကပဲတစ်စီလားပရေလားပေါ့အဲ့ဒီတော့မှဆရာကြီးခေါ်သွားဆရာကြီးကမင်းမလုပ်လေအဲ့ကျွန်တော်ဘာမှမလုပ်ပါဘူးငါမင်းကိုပုံမဲ့လင်းလင်းပြောမယ်နော်မင်းတလအတွင်းသေမယ်ဆိုတာငါသိလို့မင်းကိုပြန်လွတ်လိုက်တာငါပညာကိုငါလုံးဝယုံစားတယ်အဲ့လိုပြောတဲ့အခါကျတော့တပည့်ကဘာပြန်ပြောလဲဆိုတော့အဲ့ဒီကလေးကအဲ့ဒီလူလင်ကစဉ်းစားလိုက်တယ်ကျွန်တော်ဘာလုပ်လဲကျွန်တော်တူတူချာချာကတော့ဒီကနေပြန်သွားတော့လမ်းမှာလေကြီးမိုးကြီးကျလို့တခါတည်းတစ်ပင်တွေဘာတွေကချောင်းတွေဘာတွေပေါ့အုပ်ပြီးတော့လဲနေတော့လူတွေတရားအဖြစ်လျှောက်ပါစေဆိုပြီးတော့အကုန်လုံးခုတ်ထွင်ရှင်းလင်းပြီးတော့လှုပ်သွားတယ်လမ်းမှာလမ်းတွေဘာတွေပိတ်ဆို့နေလို့ချင်းအကုန်လုံးရှင်းလင်းပြီးတော့အဲ့ဒီလမ်းကိုကောင်းအောင်လှုပ်သွားတယ်သူစေတနာလေးနဲ့နော်အဲ့ဒါလိုလှုပ်သွားရင်လည်းတဏှာမှာဆိုလို့ရှိရင်အပင်ကြီးကလမ်းကိုဖိပြီးတော့တခါတည်းလဲနေတော့အဲ့ဒီညောင်ကိုင်းတွေကိုလည်းသူမဖြတ်ချင်ဘူးသူ
သူတစ်ပင်ကိုနှမျောတယ်အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့အဲ့ဒီကိုင်းကိုမအောက်ကဘဝတွေဘာတွေနဲ့ထောက်အဲ့ဒါလို့သူလှုပ်တယ်လို့ပြောတော့အဲ့ဒါမင်းအတွက်အကောင်းဆုံးကြရပဲဒီတည်းဗေဒင်ပညာစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်ဟုတ်လားကြရဆိုတာကိုယ့်ကိုကောင်းစေခြင်းနဲ့စိတ်တွေနဲ့လှုပ်နေတာမျိုးမဟုတ်ဘူးနော်ဟုတ်ရလားသူတစ်ပါးကိုကောင်းစီလို့တဲ့စိတ်ကောင်းနေနဲ့စိတ်ကောင်းစေတနာကောင်းသည်ပင်လေအကောင်းဆုံးကြရလို့ပြောလို့ရတယ်ဒါဗေဒင်ဝါဒနဲ့ပြောတာပါနော်ထားပါတော့အဲ့ဒီတော့ဆရာကြီးကဓမ္မင်းအတွက်အကောင်းဆုံးကြရပဲအဲ့ဒါကြောင့်အခုခေတ်ကံစားတညက်နေဆိုရင်ညောင်ထောက်ရမယ်ဆိုတာတွေကြားဘူးတယ်မဟုတ်လားအဲ့ဒါကိုလူတွေကတော့ဦးဇင်းတို့တိုးစီတော့ရှိတာပေါ့ဗျာညောင်မင်သွားပြီးတော့ဒုက္ကလေးမိထားတာဘာအိဗယ်မှမရှိပါဘူးဟုတ်လားအမှန်စင်စစ်ကတော့တဘာတော်သူတွေချမ်းသာဖို့အတွက်တန်ရှင်းစင်ကြယ်ကောင်းမြတ်တဲ့အလုပ်ကိုလုပ်တာဟုတ်ရဲ့လားဒါကြောင့်အဲ့လိုတန်ရှင်းစင်ကြယ်ကောင်းမြတ်တဲ့ကာယကဝစီကံတွေရှိဖို့လိုအပ်တယ်ကြီးပွားချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်စကားဆက်မိလို့မြတ်စွာဘုရားလက်ထက်ကအဖြစ်အပျက်လေးတစ်ခုပြောပြအောင်မယ်။ဘုန်းကြီးတယောက်ဒီနေ့တော့သူလမ်းလျှောက်ထွက်လာရင်းနဲ့ဘာလုပ်လဲဆိုတော့တန်ဃာတော်ရှင်မြတ်တွေမြို့ထဲကိုဆုံးခံကြွတော့မယ်ဆိုပြီးတော့မြို့ဘဝမှာသင်္ကန်းယုံညတာ။သင်္ကန်းယုံတော့မြတ်တွေနဲ့ဆိုတော့တခါလဲနှင်းတွေကသင်္ကန်းတွေရွှဲအဲ့ဒါနဲ့ဘုန်းကြီးကဗာစိတ်ကူးပေါက်လဲဆိုတော့ဖြစ်သေးပါဘူးဆိုပြီးတော့အဲ့ဒီတန်ဃာတော်တွေသင်္ကန်းယုံမဲ့နေရာကိုသူမြတ်တွေရှိတာအကုန်ပေါက်ပြလိုက်တယ်။အဲ့ဒီမှာတလင်းဝင်းကြီးလိုပြောင်းသွားတာပေါ့လေအဲ့ဒါနဲ့နောက်နေ့ရောက်တော့သူမြက်ပေါက်ထားတဲ့နေရာလေးပီတိဖြစ်ပြီးတော့လာကြည့်တယ်တန်ဃာတော်တွေသင်္ကန်းယုံနေတယ်အခက်မတင်လို့သင်္ကန်းကအောက်ကျသွားတော့သင်္ကန်းမှာဖုန်နေလူပြန်ရောဖုန်နေလူတော့သူဘာဆက်ပြီးတော့စိတ်ကူးပေါ်လဲဆိုတော့ငါသေးလေးတွေခင်းအောင်မှဖြစ်မယ်သူစိတ်ကူးလေးနဲ့သူနော်ဘာလုပ်လဲသဲခင်းနေသဲခင်းတော့ကိုလိုတွေကအဲ့ဒီသဲခင်းလေးပေါ်ချင်းချမ်းသာသာသင်္ကန်းယုံညပြန်တဲ့နောက်နေ့သင်္ကန်းယုံတော့နေကပူတော့ချွေးတွေစီးကြဒါကိုသူကြည့်ပြီးတော့အကျံဖြစ်ပြန်တယ်စိတ်ကောင်းကလေးတွေနဲ့ကံကောင်းကလေးတွေလုံနေတာနော်ဘာလုပ်လဲဆိုတော့ငါမန္တကလေးထိုးရရင်တော့ကောင်းပါပဲအရေးကလေးအဲ့ဒါနဲ့နောက်နေ့သူ့အစွမ်းလေးနဲ့သူထုတ်ပြီးတော့နော်မန္တကလေးထိုးတယ်အဲ့ဒါလိုနဲ့ချင်းချမ်းသာသာနေကြရင်းနဲ့တနေ့တော့အဲ့ဒါလိုသင်္ကန်းယုံတဲ့နေရာသူရောက်လာတော့မိုးတွေကရွာတယ်တဲ့ရွာတော့မိုးကရွှဲတယ်မန္တဆိုတော့တရက်ကနေရေတွေစီးကြပါဘူးအဲ့ဒါနဲ့ဒီနေရာကိုငါဆင်းရဲဇေယျကလေးဆောက်တဲ့နေဘာလုပ်မယ်ဇေယျဆောက်မယ်တဲ့အဲ့ဒါနဲ့ဇေယျဆောက်တယ်သူလုတ်တဲ့စင်ကြယ်ကောင်းမြတ်တဲ့အလုပ်ကလေးကိုတစ်ခုပြီးတစ်ခုသူကြည့်ပြီးတော့ပီတိဖြစ်ပြီးတော့ရှေ့ကိုဆက်သွားတာနော်ဒါမျက်ခြေပြက်လို့မရဘူးဟုတ်လားအဲ့ဒီမှာဇေယျလေးပြီးအောင်မြင်ပြီဆိုတော့ငါဖျားပင်ပြီးတော့တန်ဃာတော်တွေဆုံးကပ်ပြီးတော့ဇေယျကလေးရေလက်ချမယ်ပေါ့အခုလို့ဆိုရင်တော့အမြတ်တမ်းလေးပေးဝေမယ်ပေါ့အဲ့ဒီရေလက်ချပွဲမှာမြတ်စွာဘုရားတရားဟောတော့တရားရဲ့အဆုံးမှာအဲ့ဒီပုံနာသောတာပန်ဖြစ်တယ်တဆင်ပြီးတဆင်တက်လာတာနော်တဆင်ပြီးတဆင်တက်လာတာစင်ကြယ်တဲ့ကံလေးတွေပြုပြီးတော့တက်လာတာအဲ့ဒီအနုမောဒနာတရားမှာမြတ်စွာဘုရားဘာဟောလဲဆိုတော့အနုပုဗ္ဗေနမေရာဝီထောကံခနေကာမရောရသတ္တသေဝနေတမေမလမတ္တနောအဓိပ္ပာယ်ကဘာပြောတာလဲဆိုတော့ပညာရှိတဲ့ပုဂ္ဂိုလ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာကိုယ်တန်တမှာရှိတဲ့အညစ်အကြေးကိုအခွင့်ရတိုင်းအနည်းငယ်လေးပဲဖြစ်ခဏထုတ်ကြည့်ရမယ်တဲ့ဥပမာရွှေပရိနေငွေပရိနေဟာအဲ့ဒီရွှေတို့ငွေတို့ထဲမှာရှိတဲ့အညစ်အကြေးကိုမီးကလေးပြပြီးတော့ခဏအခွင့်တာတိုင်းထုတ်ကြည့်တယ်လို့ပဲတဲ့ပြီးတဲ့ဥပမာကောင်းတယ်နော်ရွှေပရိနေဟာရွှေရဲ့အညစ်အကြေးကိုခဏတိုင်းမီးကလေးဖုတ်ပြီးတော့ထုတ်ကြည့်တယ်လို့မျိုးဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်တဏ္ဍာမှာရှိတဲ့အညစ်အကြေးကိုကောင်းမြတ်စင်ကြယ်တဲ့အမှုတွေကိုပြုပြီးတော့အခွင့်ရတိုင်းမလုပ်ပြရမယ်ထုတ်ပြရမယ်အဲ့ဒီမှာအဲ့ဒီပုံနာကြီးသောတာပန်ဖြစ်တယ်။ဒါဦးဇင်းတို့ပြောချင်တာကစင်ကြယ်တဲ့ကာယကံဝစီကံမနောကံရှိရမယ်။ကိုလုပ်တဲ့အလုပ်ကိုပြောတဲ့အပြောကိုတွေးတဲ့အတွေးဟာအပြစ်ကင်းရမယ်။ဒါဆိုရင်ဒီပုဂ္ဂိုလ်ကြီးပွားမယ်ချမ်းသာမယ်ပေါ့။ဟုတ်ရဲ့လား။ဘယ်နှပါးရှိသွားပြီ။သုံးပါးရှိသွားပြီ။ဥဒ္ဒါနဝတောတတိမေတောသူစီကမ္မတနေတ္တမကာရိနောနေတ္တမကာရိနောစဉ်းစားဆင်ခြင်ဉာဏ်နဲ့ပြုလေရှိသည်စဉ်းစားဆင်ခြင်ဉာဏ်နဲ့ပြုလေရှိပေထသောအလုပ်တစ်ခုလုပ်တော့မယ်အပြောတစ်ခုပြောတော့မယ်အတွေးတစ်ခုတွေးတော့မယ်ဆိုရင်မစဉ်းစားပဲမလုပ်ပါနဲ့မစဉ်းစားပဲမပြောပါနဲ့မစဉ်းစားပဲမတွေးပါနဲ့စဉ်းစားလိုက်ပါအောင်ဆင်ခြင်လိုက်ပါအောင်ဟုတ်လား
အယံကာယောကြီးပြီးပြီးရောဆိုပြီးတော့ထမလုံးလိုက်ပါနဲ့ထမပြောလိုက်ပါနဲ့ဒီကစိတ်แท้ဆိုတာကတော့ထိမ့်သိမ့်ရခက်ပါပဲနော်ဦးဇင်းတို့အပေါ်ယံပြောမယ်ဆိုရင်အလုံးနဲ့အပြောတော့ကိုပဲမစင်စားဘဲနဲ့မလုပ်ဘဲနေနိုင်အောင်နော်မစင်စားဘဲနဲ့မပြောဘဲမနေနိုင်အောင်အဲ့လိုစဉ်းစားပြီးပြောမယ်လုပ်မယ်ဆိုရင်ကိုပဲဒီပုဂ္ဂိုလ်ကြီးပွားနိုင်တယ်နော်ကာယကံဝစီကံလောက်ဆိုရင်ကိုပဲမနောကံမှာကိုကစဉ်းစားဆင်ခြင်ပြီးတော့တွေးနိုင်မယ်ဆိုရင်တော့အတိုင်းထက်အလွန်ပေါ့ဟုတ်ရဲ့လားဒါကြောင့်အလုပ်တစ်ခုလုပ်တော့မယ်အပြောတစ်ခုပြောတော့မယ်ဆိုရင်ကြီးပွားချမ်းသာခြင်းရတဲ့ပုဂ္ဂိုလ်တွေအတွက်စူးစမ်းဆင်ခြင်မှုဆိုတာရှိကိုရှိရမယ်ဒါကြောင့်ဦးဇင်းတို့ရှိပညာရှိသူတော်ကောင်းကြီးတွေရှိလူကြီးတွေပြောထားတဲ့ဗမာစကားဖို့တန်တာလေးရှိတယ်မစင်စားမစင်ញင်မဲနဲ့လုပ်တဲ့အလုပ်တစ်ခုမစင်စားမစင်ញင်မဲနဲ့ပြောလိုက်တဲ့စကားတစ်ခွန်းဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ထမင်းပူပူကိုပါဇက်ထဲထည့်လိုက်ရတယ်လို့ပဲတဲ့သိကောင်းတယ်ဒီဥပမာဦးလင်းကတော့ကြိုက်တယ်ဒကမာကြီးမြန်ကြားဘူးလားမသိဘူးနော်ထမင်းပူပူကိုပူမှမသိလို့ပါဇက်ထဲပြစ်ထည့်လိုက်တယ်ပါဇက်ထဲကျမှပူလိုက်တာဆိုတော့ထွေးရလဲခက်ဆက်လဲဝါလို့လည်းမရတော်တော်ဒုက္ခရောက်တဲ့မျက်ရည်ဝိုင်းပြီးတော့ကြုံဘူးလားကြုံဘူးတယ်ထမင်းပြော့မယ်ဆိုရင်ပို့ဆိုးမယ်နော်ဟုတ်လားဒါကြောင့်ထမင်းပူပူပါဇက်ထဲထည့်လိုက်ရတယ်လို့မျိုးပဲတဲ့နော်မစင်စားမစင်ញင်မဲနဲ့လှုပ်လိုက်တဲ့အလုပ်တစ်ခုအပြောတစ်ခုတချို့များဆိုရင်ဘဝတောင်ပြတ်သွားနိုင်တယ်ဒီအပြောတစ်ခုဒီအလုပ်တစ်ခုဟာဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကအရာရာစဉ်းစားဆင်ခြင်ပြီးမှလုပ်ပါပြောပါအထူးသဖြင့်ဦးဇင်းတို့တစ်ခုတစ်ခုကိုအကြာကြီးပြောနိုင်တာမဟုတ်ဘူးအချိန်ကဒေါသဖြစ်လာရင်တော့စဉ်းစားတော့ကျန်တဲ့အချိန်လည်းစဉ်းစားရမှာပဲဒါကအရေးကြီးတာကိုအရင်ပြောတာဦးဇင်းကဒေါသဖြစ်လာပြီးစိတ်တူလာပြီးဆိုရင်တော့အဲ့ဒီအချိန်မှာပိုးစဉ်းစားတော့ဘာဖြစ်လို့တော့မှားဖို့လို့အချက်ပြနေပြီဒေါသဖြစ်လာတာဘာဖြစ်နေတာတော့မင်းမှားတော့မှာနော်မှားတော့မှာအဲ့ဒီချိန်တော့မပြောနဲ့နော်လုံးဝမပြောဘဲမနေနိုင်လို့ရှိရင်အဲ့နာထတာသွားလိုက်မပြောဘဲနေနိုင်အောင်ထိန်းရမယ်ဒေါသဖြစ်လာရင်အဲ့ဒီအချိန်မှာမှားတော့မှာအဲ့ဒီအချိန်မှာထမလုံးနဲ့အဲ့ဒါအကြီးကြီးဒုက္ခရောက်လိမ့်မယ်ဟုတ်လားဒါကြောင့်ဒေါသကိုစဉ်းစဉ်းစားစားထွက်တဲ့နေဟုတ်လားကျန်တဲ့မှားတာတွေကတခါတလေပြင်လို့ရတယ်ဒေါသဆိုတာကသိကြောက်စရာကောင်းတယ်ဒါကြောင့်ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာနတ္ထိဒေါသသမောကလိလို့တောင်မြတ်စွာဘုရားဟောတယ်ဒေါသသမောဒေါသနဲ့တူသောကလိအပြစ်ဆိုတာနတ္ထိမရှိဘူးတဲ့နော်အပြစ်တကအပြစ်တည်းမှာဒေါသဟာအပြစ်အကြီးဆုံးပဲဘာလို့ဆိုအဖေကိုတတ်တယ်မိကိုတတ်တယ်တန်ခါသင်ခွဲတယ်ဒေါသကိုအခြေခံတာအဲ့ဒီပြင်စံတတိယကံတော်များများဟုတ်ရဲ့လားဒေါသကိုအခြေခံတာနော်ဒါကြောင့်ဒေါသထွက်လာတဲ့အချိန်မှာပို့ပြီးတော့မလုပ်ရမယ်ပို့ပြီးတော့စဉ်းစားရမယ်ဒေါသထွက်လာရင်ပို့ပြီးတော့စဉ်းစားရမယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဘာပဲလုပ်ဘာပဲပြောဘာပဲတွေးမစဉ်းစားဘဲနဲ့မလုပ်မိဖို့မစဉ်းစားဘဲနဲ့မပြောမိဖို့ကြိုးစားရမယ်ဟုတ်လားဒီနေရာမှာဦးဇင်းတို့လူငယ်တွေအတွက်ပုံမလေးတွေလည်းဦးဇင်းကပါခြင်းတာပေါ့နော်တရားဟောတာနည်းနည်းလောဘကြီးတယ်ဦးဇင်းကဟုတ်လားပုံလေးတစ်ခုပြောအောင်မယ်ဦးဇင်းတို့ဘုရားတော်ကြီးကတခုသောဘဝကစီပြီးပြီးတော့အသက်မွေးဝမ်းကြောင်းမှုပြုရတဲ့စီပြီးသမားတစ်ယောက်ဒီနေ့တော့သူ့မှာသားတစ်ယောက်ရှိတယ်အဲ့ဒီသားကဖတ်ထိုင်းတိုင်းအဲ့တော့သားပါးနှစ်ယောက်စီပြီးပြီးတော့ပြန်လာတော့ပတ်ဆံကလည်းတော်တော်ပါလာတယ်ပါလာတာတော်လန်းကြီးကိုပြရမှာဆိုတော့သားပါးလေးနှစ်ယောက်တည်းဆိုတော့နည်းနည်းလေးကြောက်တာပေါ့စိုးရိမ်တာပေါ့အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့သားဖြစ်တဲ့လူကအဖေဟာကျွတ်တို့လူတွေအများကြီးလာတဲ့ထင်အောင်တခိုးတွေဓမြတွေလာပြီးတော့မလူမရဲအောင်ဘင်းရင်စစ်တက်ကြီးခီးတက်လာတယ်လို့ထင်အောင်ဟောဒီစီကြီးကိုတီးနေတာတော်ထဲမှာအဲ့ဒါနဲ့စီကြီးကိုတီးတဲ့အခါကျတော့တခိုးတွေကဟာတကယ်ဘင်းရင်စစ်တက်လာတဲ့နဲ့တူတယ်ဆိုသူတို့မနှောင့်ယှက်ရဲဘူးအဲ့ဒါနဲ့တအားတီးတော့ဖေကငါသားတော်လောက်ပြီနဲ့တူတယ်ဟုတ်လားတအားတီးပါများရင်ရုပ်တိမရှိဘဲနဲ့ပြီးသွားရင်မင်းငါနဲ့ဒုက္ခရောက်လိမ့်မယ်အဲ့ဒါနဲ့သားဖြစ်တဲ့လူကတီးကောင်းကောင်းနဲ့ဖေပြောတာကိုမစင်စားဘူးဟုတ်လားတီးကောင်းကောင်းနဲ့အတင်းပဲဆက်တီးတော့တခိုးတွေဓမြတွေကဘင်းစစ်တက်ဆိုတာဒီလိုကြီးမတီးလိုက်ဘူးဒါကအပျော်တီးတယ်လို့ကြီးဖြစ်နေတယ်အဲ့ဒါနဲ့တစ်ပင်ပေါ်ကနေတက်ပြီးတော့ကြည့်တော့ဟာအများကြီးလောက်အောင်မိတယ်လူလေးမှနှစ်ယောက်တည်းဆိုတော့ဆင်းပြီးတော့လူတာပါတဲ့ပတ်စံတွေအကုန်လုံးကုန်ရောဟုတ်လားဒါကြောင့်မစင်စားမစင်ញင်မဲနဲ့လှုပ်တဲ့အလုပ်တွေဟာကိုယ်ဒုက္ခကိုရှာတဲ့သဘောမျိုးပါပဲဟုတ်ရဲ့လားဒါကြောင့်လောကီကြီးပွားချမ်းသာခြင်းဖြင့်ဖြစ်စေလောကုတ္တရာကြီးပွားချမ်းသာခြင်းဖြင့်ဖြစ်စေကြီးပွားချမ်းသာခြင်းရတဲ့ပုဂ္ဂိုလ်တွေဟာ
စဉ်းစားဆင်ခြင်ပြီးတော့အလုပ်ကိုလုပ်ရမယ်ပြောကိုပြောရမယ်ဒီဒေသနာတော်လေးကဟောစရာအင်မတန်ကျေပြတ်ပါတယ်ဘာလို့လဲဆိုတော့မစဉ်းစားမဆင်ခြင်မဲနဲ့လှုပ်လို့နောင်တတွေနဲ့ပူလောင်ရတဲ့လူတွေရဲ့အကြောင်းကိုပြောမယ်ဆိုရင်ကုန်နိုင်ဝယ်ရမရှိနော်အယံကာရောလှုပ်ချလိုက်လို့အယံကာရောပြောချလိုက်လို့ကိုလှုပ်တိုက်တဲ့အလုပ်ရဲ့အပြောရဲ့ဒဏ်ကိုတစ်သလုံးခံသွားရတာတွေမရှိဘူးလားရှိတယ်ဒါကြောင့်ဒီဟာလေးကအင်မတန်အရေးကြီးတယ်လို့ထင်တယ်ဟုတ်လားဒါကြောင့်စူးစမ်းဆင်ခြင်ပြီးမှလုပ်ပါကျမ်းဂန်တွေကတော့အသေးစိတ်ဖွင့်ပါတယ်ဗျာခုငါလုပ်တဲ့အလုပ်ဟာငါအတွက်အကျိုးရှိသလားသူတို့အတွက်အကျိုးရှိသလားဟုတ်လားဒီအလုပ်ဟာကုသိုလ်လားအကုသိုလ်လားဘာတွေဆက်ဖြစ်မှာလဲအဲ့ဒါတွေစဉ်းစားပြီးတော့စဉ်းစားဆင်ခြင်ပြီးတော့လုပ်ရမယ်ပြောရမယ်အဲ့ဒါ၄ခုမြောက်ကြီးပွားချမ်းသာခြင်းတရားဟုတ်ရဲ့လားဥဒ္ဌာနဝတ္တောတတိမေတောသူစီကမ္မတနိဗ္ဗမကာရိနောသင်္ညတတဓမ္မဇီဝီနောအပမထတယတောပိဝတ္တိသင်္ညတတကိုနှုတ်နှလုံးသုံးပါးလုံးကိုစောင့်စည်းခြင်းရှိပေထသောဟော၅ခုမြောက်ကြီးပွားချမ်းသာခြင်းတရားအဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့ကာယကံလို့ခေါ်ရတဲ့ကိုယ်ဝစီကံလို့ခေါ်ရတဲ့နှုတ်မနောကံလို့ခေါ်ရတဲ့နှလုံးပေါ့နော်ကိုယ်နှုတ်နှလုံးသုံးပါးလုံးကိုဘာလို့ရမလဲစောင့်စည်းရမယ်ခုနတုန်းကစဉ်းစားဆင်ခြင်တာနော်အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်စဉ်းစားဆင်ခြင်တာဒါကအပိုင်းတစ်ပိုင်းအခုကဘာလို့မှတော့စောင့်စည်းမှာစောင့်စည်းတယ်ဆိုတာကလုံးရှင်စိတ်ပေါက်တာကိုမလုပ်ဖဲနဲ့အောင့်နေတာကိုခေါ်တယ်လို့အကြံဉာဏ်ပြောခြင်းတယ်ဟုတ်လားဥဒုတင်တဘာဝမကောင်းတာကိုလုပ်ခြင်းတယ်မကောင်းတာကိုပြောခြင်းတယ်မကောင်းတာကိုတွေးခြင်းတယ်အဲ့ဒီအချိန်မှာကိုဘလောက်စောင့်စည်းနိုင်မလဲဆိုတာဆိုလိုတာကလွန်ကျူးခွင့်ကျုံနေတဲ့အချိန်မှာမလွန်ကျူးဘဲနဲ့ဘလောက်ထိမ့်သိမ့်နိုင်မလဲဆိုတာဒါအရေးကြီးတယ်နော်အခုကြီးပွားချမ်းသာတဲ့ပုဂ္ဂိုလ်တွေတာမန်လူတွေတဲ့သူတို့ပို့ပြီးတော့အောင့်နိုင်နေသူတို့ဘဝတွေကိုသိချာစဉ်းစားကြည့်ဟုတ်လားနော်ဆိုကြပါစို့သံပွဲမှာတက်တန်းကြကြအောင်တဲ့ကလေးဟာကဘောကကြီးနေတဲ့ကလေးတဲ့တော့သူအများကြီးအောင့်အေးရတယ်စောင့်စည်းရတယ်သူလည်းပဲပုထုဇဉ်ပဲအပျော်ပါပွဲလန်းတဲ့ပဲမမက်ပဲနေပါမလားဟုတ်လားဒါပေမဲ့ဟာဒါတွေမကောင်းဘူးဟိုဟာတွေကောင်းတယ်ဆိုပြီးတော့သူ့ကိုယ်သူစောင့်စည်းနိုင်တယ်ထိမ့်သိမ့်နိုင်တယ်ဆိုတော့မဆောင်စည်းနိုင်တော့မထိမ့်သိမ့်နိုင်တော့ပုဂ္ဂိုလ်ထက်တော့သူဘာဖြစ်သွားတော့တာသွားတယ်ဒါလူငယ်တွေအတွက်ပြောတာလောကီလူပေါ့နော်အဲ့လိုပဲနိဗ္ဗာန်ရှာကြတဲ့သူတော်ကောင်းတွေအတွက်လည်းပဲဒီကိုယ်နှုတ်နှလုံးသုံးပါးကိုစောင့်စည်းနိုင်ခြင်းဒီအင်မတန်အရေးကြီးတယ်မစောင့်စည်းနိုင်ရင်သူကနောက်ဆက်တွဲတွေကအင်မတန်ရှုပ်ထွေးတာကိုဟုတ်ရဲ့လားဒါပေးတဲ့တို့သဘောပေါက်တယ်နော်မဆောင်စည်းနိုင်ဘူးဆိုရင်သူကမှားမှာလေမှားပြီဆိုလို့ရှိရင်မှားခြင်းရဲ့ရလဒ်ကတော့ဆင်းရဲပဲဒါဘယ်လိုမှပြေးလို့မလွတ်ဟုတ်လားဒီဆင်းရဲပြီဆိုတော့မှလူတွေကတစုံတစ်ယောက်ကပဲကံဆိုတဲ့အနေကြီးနဲ့ဖန်ဆင်းလိုက်လို့ဆင်းရဲသွားသလားပေါ့လေဟုတ်လားတကယ်ကတော့ကိုယ့်ရဲ့မဆောင်စည်းနိုင်ခြင်းမအောင်ýနိုင်ခြင်းကြောင့်မှားယွင်းခြင်းတွေဖြစ်တယ်မှားယွင်းခြင်းတွေကြောင့်ဆင်းရဲခြင်းတွေဖြစ်ရတာဒါကြောင့်ကြီးပွားချမ်းသာနေကြတဲ့ပုဂ္ဂိုလ်တွေအတွင်းကိုယ်နှုတ်နှလုံးသုံးပါးလုံးကိုမလုပ်ရမယ်စောင့်စည်းရမယ်စောင့်စည်းရမယ်နော်အယံကရောလှုပ်ခြင်းတိုင်းမလှုပ်လိုက်နဲ့ပြောခြင်းတိုင်းမပြောလိုက်နဲ့တွေးခြင်းတိုင်းမတွေးလိုက်နဲ့လွယ်လွယ်ကလေးလှုပ်လိုက်တဲ့အလုပ်လွယ်လွယ်ကလေးပြောလိုက်တဲ့အပြောသည်ခက်ခက်ခဲခဲဖြေရှင်းရတတ်တယ်ဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ကိုယ်ဘာလုပ်ရမှာလဲစောင့်စည်းရမယ်စောင့်စည်းရမယ်ဒါလည်းပဲအင်မတန်ကျေဝန်းတဲ့တရားပါနော်အင်မတန်ကျေဝန်းတာတွေဒီဥစဉ်ကတိုင်ရက်နေတယ်ဟုတ်လားဟင်တခါကြီးဒီမှာကြီးများဒါကြောင့်ဦးဇင်းတို့ဟောထားတယ်ဟုတ်လေသက္ခုနာသံဝရောသာဓုသာဓုသောတေနသံဝရောကြားဘူးတယ်နော်စောင့်စည်းခြင်းသည်ကောင်း၏ဆိုပြီးတော့လေသက္ခုနာသံဝရောသာဓုသာဓုသောတေနသံဝရောကာယေနသံဝရောသာဓုသာဓုဇိဝါယသံဝရောကာယေနသံဝရောသာဓုသာဓုဝါစာယသံဝရောမနတသံဝရောသာဓုသာဓုသဗ္ဗထသံဝရောသဗ္ဗထသံဝရောဘိက္ခုသဗ္ဗဒုက္ခသမုစ္စတိမျက်စိကိုစောင့်စည်းနိုင်ရင်ကောင်းနေတဲ့ကြည့်နေရမကြည့်ပဲနဲ့အလိုမလိုက်ဘဲနဲ့အကျိုးမရှိတာတွေကိုရှောင်ပြီးတော့ဟုတ်လားအဲ့ဒါလို့နားကိုနှာကိုလျှာကိုကိုယ်ကိုစိတ်ကိုကာယကံကိုဝစီကံကိုဒါတွေပါသေးတယ်နော်အဲ့ဒီအလုံးစုံကိုမြန်စောင့်စည်းနိုင်မယ်ဆိုရင်တော့အလုံးစုံသောဆင်းရဲကတော့လွတ်မယ်လို့မြတ်စွာဘုရားဟောတာလားဒါပေမဲ့ဒီနေရာမှာတော့သူကအတူတူကလေးသုံးလုံးနဲ့ပြောတာကိုယ်နှုတ်နှလုံးသုံးပါးလုံးကိုစောင့်စည်းရမယ်ဒါလေးပြောတာဟုတ်လားအေး
ဆောင်စည်းနိုင်ရင်ဆောင်စည်းနိုင်တယ်လို့ချမ်းသာကြမယ်ပေါ့အဲ့ဒါ၅ခုမြောက်ကြီးပွားချမ်းသာခြင်းအကြောင်းတရားနော်ဗုဒ္ဓနာဝတ္တောတတိမတောသူစီကမတ္တနိဗ္ဗမကာရိနောတင်ညတတ္တဓမ္မဇီဝိနောဓမ္မဇီဝိနောမှန်ကန်သောအတ္တမွေးခြင်းရှိပေထသောအတ္တမွေးဝမ်းကြောင်းမှုမှန်ရမယ်ဒါလေးပဲအရေးကြီးတာပဲဘာလို့လဲဆိုတော့တတ္တဝါတိုင်းကိုကိုမွေးကြရတာဘဝဘေးတာပေါ့မယ်ကိုဟိုရှင်သန်မှုရှိနေအောင်တစ်ဆင့်တက်ပြီးတော့အရှင်ပြည်ရှင်သန်မှုရှိနေအောင်မမွေးကြရဘူးလားကိုယ့်တက်ကိုမွေးကြရတာဗျဟုတ်လားအေးအစာနဲ့မွေးတယ်အဝတ်နဲ့မွေးတယ်အရိပ်နဲ့မွေးတယ်ဟုတ်ရဲ့လားအေးအဲ့ဒါလို့ကိုယ့်အသက်ကိုမွေးကြတဲ့နေရာမှာမှန်ကန်တဲ့အလုပ်နဲ့မှန်ကန်တဲ့ရှားဖွေမှုနဲ့အသက်မွေးဝမ်းကြောင်းမှုပြုဖို့လိုတယ်တကယ်တမ်းကတော့ဘဝဆိုတာပြဿနာတစ်ခုကိုဖြေရှင်းနေတာပါပဲဟုတ်ရဲ့လားအဲ့လိုပြဿနာကိုဖြေရှင်းတဲ့နေရာမှာပြေလည်အောင်ဖြေရှင်းရင်းနဲ့ရှင်းအောင်လုပ်ခါမှပိုးပြီးရှုပ်တော်မှာဆိုရတယ်ပိဋကတို့ဒီစကားလေးကိုနည်းနည်းထပ်ပြီးတော့ပြောခြင်းနဲ့နော်ရှင်းအောင်လုပ်ခါမှပိုးပြီးတော့ရှုပ်တော်မှာဆိုရတယ်ဒုက္ခအေးအောင်လုပ်ခါမှဒုက္ခတွေပိုးပြီးတော့များလာမှာဆိုရတယ်ဆိုကြပါစို့ကိုအစာကျွေးတယ်အဝတ်ဆင်တယ်ဆိုတာကောင်းအောင်လုပ်တာမဟုတ်လားအေးမပြီးလို့မကျွေးလို့မဝတ်ဆင်လို့မရဘူးလေအဲ့ဒါလို့ကိုချမ်းသာအောင်လုပ်ရင်းနဲ့အဲ့ဒီချမ်းသာအောင်လုပ်တဲ့လုပ်ရက်တွေပိုးပြီးတော့ဆင်းရဲစေတဲ့အလုပ်မျိုးဖြစ်သွားမှာဆိုရတယ်သဘောပေါက်လားဒီခန္ဓာကိုယ်ကြီးကိုကောင်းအောင်လုပ်ရင်းနဲ့သိုးသွားတာဖြစ်မှာဆိုရတယ်အဲ့ဒါအသက်မွေးဝမ်းကြောင်းမှုမစင်ကြယ်ရင်အဲ့လိုဖြစ်တတ်တယ်လုပ်တာတော့ချစ်လွန်းလို့ဒါကြီးကိုပြုစုပြောထောင်တာပါပဲဟုတ်လားသူ့ကိုအမျိုးမျိုးမွမ်းမံတာပါပဲသို့တော့ကိုကအဲ့ဒါကိုတရားသောနည်းနဲ့မလုပ်ဖဲနဲ့မတရားသောနည်းနဲ့လုံးမိမယ်ဆိုရင်တော့ကိုကောင်းစီခြင်းနဲ့ခန္ဓာစီပင်နဲ့ဆင်းရဲလိမ့်မယ်သဘောပေါက်လားအေးဒါကြောင့်အသက်မွေးဝမ်းကြောင်းမှုဆိုတာလေအင်မတန်အရေးကြီးတယ်မှားမှားရင်အသက်မွေးဝမ်းကြောင်းမှုပြုမိပြီဆိုရင်အဲ့ဒီအစာဒီအစိတ်ကိုမြွားတာနဲ့တည်မထူးလှဘူးဟုတ်ရဲ့လားအစိတ်ကိုမြွားတာနဲ့တည်မထူးလှဘူးဗျနော်ဘုရားတို့ကျမ်းဂန်တွေကတော့လူတွေဆိုလို့ရှိရင်လည်းပဲတဲ့ဒုသတိုက်မှုတွေနဲ့အသက်မွေးဝမ်းကြောင်းမှုမပြုရဘူးပေါ့တပိသက်တို့သိပါတယ်ဒါကိုအခြေချက်ပြောရင်တရားရှိမှဆိုရတယ်ဟုတ်လားကုန်မကူရတာတွေကြားဘူးတယ်မဟုတ်လားကြားဘူးတယ်နော်အေးဘယ်လိုနည်းနဲ့အသက်မွေးဝမ်းကြောင်းမပြုရဘူးဆိုတာတွေလည်းသိတယ်နော်အေးရဟန်းတော်တွေဆိုရင်တော့အနေသနာမှုနဲ့အသက်မွေးဝမ်းကြောင်းမှုမပြုရဘူးပေါ့နော်အဲ့ဒီမှာဦးဇင်းတို့ပြောချင်တာကမှားခြင်းနဲ့အသက်မွေးဝမ်းကြောင်းမှုနဲ့ကိုရှားဖွေကျွေးမွေးပြုစုလုပ်ကျွေးခြင်းသည်ကိုချမ်းသာအောင်လုပ်တယ်လို့ထင်နေပြီမလို့ဆင်းရဲအောင်လုပ်နေတာဒါလေးကိုဦးဇင်းကပြောတော့ဇတ်တော်လေးတစ်ပုဒ်ကိုအမှတ်ရတယ်ဦးဇင်းတို့မဟာလောဟိတဇတ်ဆိုပြီးတော့တာမုဏိကဇတ်နောက်တာလုကဇတ်တွေမှာဇတ်တွေအတူလေးတွေရှိတယ်ဗျအဲ့ဒီဇတ်တော်မှာဦးဇင်းတို့ဘုရားလောင်းကနွားဖြစ်တယ်အကြောင်းအတွေးကနေပုံရတယ်လောဟိတဆိုအနေပေါ့နွားနေကြီးပေါ့နော်အဲ့တော့သူ့မှာလည်းညီတစ်ယောက်ညီတစ်ကောင်ရှိတယ်တနေ့တော့ညီကိုနှစ်ယောက်ညီကိုနှစ်ကောင်အမြဲတမ်းရုံးရကန်ရပင်ပန်းတာပေါ့အဲ့ဒါနဲ့ညီဖြစ်တဲ့လူကအကိုကြီးကိုဘာပြောလဲဆိုတော့ကိုကြီးဟာကျွတ်တို့မပင်ပန်းရုံးရတယ်စားရတော့ကောက်ရိုးမြက်ဟိုမှာကြည်စမ်းအိမ်အောက်ကကရင်အောက်မှာဇင်ကြအိတ်နေတဲ့အကောင်တာလုကဆိုတဲ့အကောင်ဝက်ကြီးရှိတယ်ဟုတ်လားကရင်အောက်မှာဘာလို့ဇင်ကြအိတ်နေတာဘာမှလည်းမလုပ်ရဘူးအဲ့ဒါဇင်ကြသူ့မဲ့သူ့ကြည့်လိုက်အမြဲတမ်းအိတ်နေတယ်ဒါပေမဲ့သူ့ကိုကြွေးတာကြတော့တကယ့်ကိုအကောင်လာထမင်းနေဟင်းနေအဲ့ဒါတွေကြွေးတာအကိုကြီးအိမ်ရှင်ကတော်တော်မတရားတာပဲကျွတ်တို့မဲ့အလုပ်တွေအများကြီးလုပ်ရပြီးတော့ကောင်းကောင်းမစားရဘူးကိုကောင်ကြီးမှဘာမှမလုပ်ရဘဲနဲ့စားရရတာကြည်စမ်းအဲ့လိုပြောတော့ဘုရားလောင်းကငါညီတဲ့သာဓုကစားတဲ့အစာကိုမင်းမနှစ်သက်နေတဲ့အဲ့ဒီကောင်ကသူတည်ဖို့အတွက်စာစားနေတာกว่าတယ်ငါတို့အစာကိုငါတို့မျက်နှိုးတဲ့တယ်ငါတို့အစာကငါတို့အတွက်အန္တရာယ်မရှိဘူးတဲ့နော်မင်းမယုံရင်ကြည့်နေအဲ့ဒီသာဓုကဟာသူ့အတွက်သေစာကိုစားတယ်ဆိုတာမင်းမယုံရင်ကြည့်နေငါအကဲခတ်လို့ရတယ်မကြခင်မှာဟောဒီအိမ်ရှင်ရဲ့သမီးမင်္ဂလာဆောင်လိုက်နေအဲ့ဒီကြရင်သာဓုကကြီးဘာဖြစ်မလဲမင်းကြည့်နေဟုတ်လားအဲ့ဒါတကယ်ပဲနောက်3-4ရက်လောက်နေတော့မင်္ဂလာပွဲအတွက်သာဓုကကြီးထုတ်ပြီးတော့တခါတည်းတတ်ပြီးတော့စားကြတာအဲ့ဒီထဲမှာပြောထားတဲ့စကားလေးတွေအသေးစိတ်လေးရှိတယ်ဟုတ်လားသာဓုကဟာသေစာကိုစားနေတာဟုတ်လား
အစာတော့စားကြတာပဲမစားလို့မရဘူးဒါပေမဲ့ကိုစားလိုက်တဲ့ထမင်းလုပ်ဟာဘယ်လိုထမင်းလုပ်လဲဆိုတာအရေးမကြီးဘူးလားအရေးကြီးတယ်ဒါကိုသိဆုံးပဲနော်ဒကာကြီးဒီမကြီးများဒါကြောင့်အသက်မွေးဝမ်းကြောင်းမှုစင်ကြယ်ဖို့လိုတယ်ဆိုတာအဲ့ဒါကိုပြောတာဟုတ်လားကိုစားလိုက်တဲ့ထမင်းဟာသူတို့ဘာမျက်ရည်ကြီးငယ်ကြားလိုက်ထမင်းလုပ်လားဒါမှမဟုတ်သူများဒုက္ခရောက်ပြီးမှငါအစဉ်ပြေရတဲ့အစဉ်ပြေခြင်းလားလူဆိုတာဉာဏ်ရှိတယ်ဗျာစဉ်းစားမိတာပဲဒါကြောင့်ကောင်းမှသာလျှင်နောက်ကြောင်းအေးမှာမကောင်းရင်တော့ဟန်လုပ်ပြီးတော့သာနေရမှာသူနောက်ကြောင်းမအေးဘူးဟုတ်ရဲ့လားဒါကြောင့်လူဘဝကြီးမှာကောင်းအောင်လုပ်ခါမှသိုးတော်တာတွေရှိတယ်ရှင်းအောင်လုပ်ခါမှရှုပ်တော်တာတွေရှိတယ်ဒါကိုသတိထားသင့်တယ်ဟုတ်လားအဲ့တော့ဒါလေးနဲ့ပတ်သက်ပြီးတော့နောက်ထပ်ပြောချင်တာလေးဥစဉ်ကောင်းထဲမှာမှတ်ထားတာလေးရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့မြတ်စွာဘုရားလက်ထက်ကပညာရာမှာဣတိရရတော်မူတဲ့အဂတဝကကြီးရှင်သာရိပုတ္တရာသိပါတယ်ဟုတ်လားဒီနေ့တော့သူ့ရဲ့တပည့်တစ်ပါးကအရှင်မြတ်ကြီးကိုဘာလာမေးလဲဆိုတော့အရှင်ဘုရားတဲ့လက်လာပတွေများအောင်တတိတော့ဘယ်လိုလုပ်ရမလဲတဲ့လက်လာပတွေများအောင်ဘယ်လိုလုပ်ရမလဲတဲ့အဲ့တော့ရှင်သာရိပုတ္တရာကငါရှင်တဲ့လက်လာပများခြင်းလို့ရှင်ငါနီလန်း၄ခုပေးမယ်တဲ့ပေးတယ်စိတ်ဝင်စားလားစိတ်ဝင်စားတာပေါ့လက်လာပလူတိုင်းစိတ်ဝင်စားတော့ဥစဉ်လည်းစိတ်ဝင်စားတာပဲဟုတ်လားလက်လာပလူတိုင်းစိတ်ဝင်စားတယ်နီလန်းဘယ်နှခုပေးမှလဲတော့၄ခုပေးမယ်တဲ့အဲ့ဒါဘာလဲဆိုတော့မင်းမယူတော့လေယူတယ်လို့ဒီကွာတဲ့အဲ့ဒါမင်းလက်ပေါ်လိမ့်မယ်တဲ့အပေတူစဉ်းစားနော်ဒီခေတ်ကြီးမှအများကြီးရှိတယ်နော်ဦးစင်းကတော့အမြက်ကလေးပဲပြောမှာဟုတ်လားလက်လာပါပေါ်ခြင်းမလုပ်ရမလားမယူတော့လေယူတယ်လို့မင်းနေလိုက်တယ်အဲ့ဒါမင်းလက်လာပါပေါ်လိမ့်မယ်တဲ့ပြီးရင်နည်းနည်းလေးလဲသွေးခွဲပေးရမယ်တဲ့အဲ့ဒါဆိုမင်းလက်လာပါပေါ်လိမ့်မယ်တဲ့ဟုတ်တာပေါ့အဲ့ဒီလူတွေသွေးခွဲသွားရင်သူ့လူကကိုယ့်လူဖြစ်လာနိုင်တာပဲလေဟုတ်ရဲ့လားဒါပေသက်တို့ဉာဏ်ရှိပါလေဟုတ်လားစီးပွားရေးလောကမှာဘလူတွေလောက်ကြတယ်ဆိုတော့သိတယ်မဟုတ်လားလက်လာပါပေါ်ခြင်းပထမမယူတော့လေယူတဲ့ကဲလို့ဒုတိယဘာတော့ရမလို့သွေးခွဲပေးရမယ်တဲ့ပြီးတော့တတိယမင်းကကြည်တယ်လို့အရှက်မရှိမင်းနေထိုင်နိုင်ရမယ်ကကြည်တယ်လို့တော့သုံးထားနော်စာတွေကဟုတ်လားသတုထကြတော့ဘာပြောလို့ဆိုတော့ဖယူဖရဲကျေသောစကားကိုမင်းပြောရရမယ်စာတွေကတော့အဲ့လိုရေးထားတာဥစဉ်သဘောပေါက်တာတော့တောင်ရောက်မြောက်ရောက်အခြေမရှိအမြင့်မရှိစကားပြောခြင်းရတယ်ရံပန်လျှောက်ပြောတာပေါ့ဗျာဟုတ်တာတွေရောမဟုတ်တာတွေရောရောက်မိရောက်ရပြောချလိုက်တာဟုတ်လားသူကြရင်ပြီးရောလေဟုတ်လားစာတွေကတော့ဖယိုဖရဲကျဲတော်စကားတဲ့သူကတောင်ပိုးပုံပေါ်တယ်နော်တချို့လူတွေပြောတဲ့စကားတကယ်ဖယိုဖရဲဖွာပန်ကျဲနေတာပဲဟုတ်ရဲ့လားအဲ့ဒီနီးလေးနီးကိုမင်းသုံးနိုင်မင်းလက်လာပါပေါ်လိမ့်မယ်အဲ့တော့ကိုတော်မြတ်ကဒီနီးနဲ့ဆိုရင်တော့တတိတော်ရှားပေါ်မှာမျက်ပေါက်ရှင်ပေါက်ပါစီမရခင်တော့ဘူးတဲ့အဲ့ဒီစကားကမြတ်စွာဘုရားနာကိုပေါက်ကြတယ်ဗျပေါက်ကြတော့အဲ့ဒီမှာမြတ်စွာဘုရားကတခုသောဘဝတုန်းကငါဘုရားအလောင်းတိတာပမောက္ခဆရာကြီးဖြစ်တုန်းကလည်းပဲတပည့်တယောက်ကအဲ့လိုမေးလို့ပြောဘူးတယ်ဆိုပြီးတော့ဇတ်တော်လေးတကူဟောပါတယ်ပုံစံတူလေးပါပဲဟုတ်လားနော်မယူတော့လေယူတကယ်ဆိုနော်ပြီးတော့နည်းနည်းလေးသွေးခွဲပေးရမယ်ဂုံစကားပြောရမယ်ပေါ့နော်ပြီးတော့ကကြည်တယ်လို့အရှက်မဲ့ရမယ်ပြီးတော့ဗါလဲတော့ဖယူဖရဲကျေတော်စကားကိုပြောရရမယ်အဲ့ဒီတော့တချို့သောပေါ်များခြင်းတွေဆိုတာအဲ့ဒီအခြေခံအကြောင်းတရားတွေနဲ့ပြီးဆောက်ထားတာဘာမှမမောစရာမရှိဘူးအဲ့ဒီတော့အခြေခံကြတာလေးဥစဉ်စဉ်းစားမိတာလေးတွေကိုဥစဉ်ကပြောနေတာကိုယ့်ဘဝဒီလိုလဲဖြစ်နေတာပါပဲလို့ရောင်ရင်းတဲ့စိတ်သက်ကလေးဟာအသက်မွေးဝမ်းကြောင်းမှုစင်ကြယ်ဖို့အတွက်အများကြီးအထောက်အကူပြုမယ်လို့ထင်တယ်ဟုတ်လားဒီလိုလည်းနေရနေတာပဲဘာဖြစ်နေလို့လဲတခါတလေဘာမှမဖြစ်ဘဲနဲ့စိတ်ကဖြစ်နေတာဟုတ်လားတကယ်ကဘာမှမဖြစ်ဘူးသူဖြစ်နေတာအဲ့ဒါကိုဦးဇင်းတို့ကျမ်းဂန်တွေကတော့လျှက်ပေါ်လော်လီတော့ဘူးအားမရနိုင်ဘူးမတင်းတိမ်နိုင်ဘူးကိုယ်လည်းရခြင်းဒီကလည်းရခြင်းသူ့မဖြစ်နေတာအဲ့ဒီမှာရခြင်းလုံးအားကြီးတော့အသက်မွေးဝမ်းကြောင်းမှုတွေကမှားယွင်းကုန်ရောဟုတ်ရဲ့လားဒါကြောင့်ကြီးပွားချမ်းသာခြင်းအစစ်ဖြင့်ကြီးပွားချမ်းသာခြင်းရတဲ့ပုဂ္ဂိုလ်တွေအတွက်ဘယ်ရောက်သွားပြီဘယ်နှခုရှိသွားပြီ6ခုရှိသွားပြီနော်6ခုရှိသွားပြီဘာရှိရမှာလဲအသက်မွေးဝမ်းကြောင်းမှုစင်ကြယ်ရမယ်အသက်မွေးဝမ်းကြောင်းမှုစင်ကြယ်ရမယ်ဆိုတာကသောတော်ကပြုပြပါပြီလူတွေဆိုလို့ရှိရင်တင်းစင်လဲတောင်းစင်လဲချိန်စင်လဲတဲ့စာတွေကတော့ရှင်းတုံးကစာဆိုတော့ရှင်းလို့ရေးထားတာပေါ့လူငယ်တွေကနားမြန်းလေပါမလားမသိဘူးဟင်တင်းစင်လဲတောင်းစင်လဲချိန်စင်လဲဆိုတော့ဘာပြောတာလဲ
အလေးခိုးတာတို့ဟုတ်လားချိန်ဝင်ခိုးတာတို့ကင်ထားပါတော့စကားတွေကဘေးရောက်ကုန်ပြီဟုတ်လားနော်အဲ့လိုမျိုးမှားမှားရင်ရင်ရှားဖွေခြင်းဖြင့်ခန္ဓာကိုယ်ကိုမပြုစုမလုပ်ကြွေးရဘူးလို့ဆိုလိုတာဟုတ်ရဲ့နော်6ပါးရှိသွားပြီနော်နောက်ဆုံးတစ်ပါးဥဒ္ဒါနဝတ္တောတတိမတောသူစီကမ္မတနိဗ္ဗာမကာရိနောသင်္ညတတဓမ္မဇီဝိနောအပမထတယတောဘိဝတ္တိအပမထတသူကတော့အကုန်လုံးရဲ့အချုပ်ဖြစ်သွားတယ်အပမထတအပမာဒတရားနဲ့ပြည့်စုံတော့အပမာဒဆိုတာတတိကိုပြောတာနှစ်ခါထပ်ဟောတယ်လို့တောင်တွေးလို့ရတယ်စောတော်တုန်းကလည်းတတိပါသွားပြီနော်ဥဒ္ဒါနဝတ္တောတတိမတောလို့မပြောဘူးလားအခုအပမထတလို့ထပ်ပြီးတော့ပြောပြန်ပြီအဲ့တော့ဥစဉ်သာကစဉ်းစားမိတာလေအဲ့ဒီအဖွင့်တွေကိုဥစဉ်လှမ်းပြီးတော့စာအုပ်တွေရှားကြည့်ပါတယ်ဘယ်စကားလုံးကဘာပြောတာလဲဆိုတာလေးကိုနော်အဲ့ဒီမှာဥစဉ်တို့စဉ်းစားလို့ရတာကတတိဆိုတာတဲ့အပ္ပမာဒကပိုးနေကျင်တယ်လို့ထင်တယ်နော်တတိဆိုတာကတတိရှိတာအပ္ပမာဒကြတော့တတိရှိတယ်ဆိုတာတော့တင်မကတော့ကုသိုလ်တွေကိုမမေ့ဘူးဆိုတာတွေကသူကပါလာတယ်အပ္ပမာဒရဲ့နေကအင်မတန်ကျင်တာဟုတ်လားအဲ့ဒီလိုအပ္ပမာဒကောင်းမှုတွေကိုမမေ့ဘူးတတိရှိမယ်အမြဲတမ်းကိုယ်ကိုကောင်းဖို့အတွက်အမှတ်ရနေတယ်အဲ့ဒီအပ္ပမာဒတရားလက်ကင်ထားနိုင်မယ်ဆိုရင်တနည်းအားဖြင့်လည်းစောစောကပြောခဲ့တဲ့ကောင်းမြတ်တဲ့တရားတွေကိုမမေ့မလျော့ဖော်ဆောင်နိုင်တယ်အကောင့်ထဲဖော်နိုင်တယ်ကျင့်သုံးနိုင်မယ်ဆိုရင်နော်ဒါနံပါတ်9မြောက်အင်္ဂါရက်ပေါ့အဲ့ဒါဆိုလို့ရှိရင်ယတောအဘိဝတ္တိစီရင်ဥစ္စာအချမ်းရအကျော်စောနောက်ဆုံးမဉ္ဇဉ်ပူဉ္ဇဉ်တိမရနိုင်နေဘူးလားရနိုင်နေအဘိဝတ္တိကောင်းမြတ်တာတွေနဲ့ကြီးပွားကြလိမ့်မယ်ချမ်းသာကြလိမ့်မယ်တဲ့ကြီးပွားချမ်းသာကြောင်းတရားဘယ်နှပါး9ပါးအခုအရှင်တို့ကတရားကပြောလိုက်တာတဏှာယီနိဗ္ဗာန်ရှိသွားပြီအဲ့တော့နောက်ပိုင်းပြောမှာကဘာလဲဆိုတော့ပိဋကတို့ကိုပြင်းလည်းမပြင်းစေခြင်းဘူးဦးရှင်ကနောက်ပိုင်းပြောမှာကဒီဂါထာကိုဘာကြောင့်မြတ်စွာဘုရားဟောရတယ်လဲဆိုတာလေးကိုပြောမှာဟုတ်လားအဲ့တော့နည်းနည်းဝိထုကြောင့်တော့သူကဆန်တယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတယ်လူတယောက်ဟာကိုယ့်ဘလောက်ထိမ့်သိမ့်နိုင်တယ်လေအံ့ဩစရာကောင်းတဲ့လူတယောက်အကြောင်းပြောမှာပါနော်အဲ့ဒီလိုအံ့ဩစရာကောင်းတဲ့လူတယောက်အကြောင်းကိုဘာကြောင့်ပြောရတယ်လဲဆိုတော့အတုယူစေခြင်းနဲ့စိတ်နဲ့ပြောမှာပေါ့နော်လူငယ်တွေအတွက်ပေါ့အတိတ်ကအင်မတန်ထိမ့်သိမ့်နိုင်တဲ့လူပဲအဲ့ဒီလူကဘယ်သူလဲဆိုတော့ဒီကျွန်တော်မြတ်စွာဘုရားဝေလုံအကြောင်းတိုင်းမှာသတင်းသုံးတော်မူခြင်းခံကာလရာဇဂုံမျိုးတဲ့တတိအမျိုးတစ်မျိုးမှာအင်မတန်ကူးဆက်လွယ်တဲ့ယောဂတစ်ခုဆွဲကပ်တယ်စာထဲကတော့ယင်းအနာလို့ရေးထားတယ်အဲ့ဒီယင်းအနာကအိမ်ချံပေါက်ကိုဖောက်ပြီးတော့ထွက်ပြေးမှလွတ်တယ်လို့ဆိုတယ်ဆိုလိုတာကတိတိရင်တောက်လျှောက်ကိုပြေးတယ်လို့ပြောလို့လားတော့မသိဒါဒီကနေ့ခေတ်တော့အဲ့လိုလည်းမရှိပါဘူးဒါစာထဲမှာရေးထားတာတွေကိုဦးဇင်းတို့ပြောပြတာပိဋကတို့လည်းစဉ်းစားတတ်ဖို့နော်ယင်းအနာတဲ့အဲ့ဒါဆွဲတယ်အဲ့တော့မိဘတွေကတို့တော့သေတော့မှသူတို့ယောဂဆွဲပြီးအဲ့ဒါကိုသိတော့သူတို့ရဲ့တူရီတော်သားလေးကိုမှားတယ်ငါသားမင်းအိမ်ချံဆက်ကိုဖောက်ပြီးတော့အိမ်နံရံကိုဖောက်ပြီးတော့ထွက်ပြေးတော့ဘယ်နာမှာဒုပိုင်တဲ့ဂရေ40ကိုမြုပ်ထားတာအဲ့ဒါဒီယောဂကတ်ကြီးငြိမ့်ပြီဆိုတော့မှငါသားပြန်လာပြီးတော့အဲ့ဒါကိုတူးဖော်ပြီးတော့အသက်မွေးဝမ်းကြောင်းမှုပြုပါလေလို့မှားတော့သားဖြစ်တဲ့လူကဟုတ်ပြီဆိုပြီးတော့မသေးသေးသောအမေအဖေကိုပြစ်ပြီးတော့ပြေးတာဗျအဲ့ဒါအမေအဖေတွေအမျိုးတွေအကုန်သေးတယ်အဲ့ဒီကလေးတယောက်ပဲလွတ်တယ်အဲ့ဒါနဲ့သူတနေ့တည်းရောက်ပြီးတော့ဒီလိုနဲ့သူပြန်မလာဘူးနှစ်တွေတော်ကြာသွားတယ်အဲ့ဒီမှာနောက်သူတော်တော်လေးအရွယ်ရောက်လာပြီဆိုတော့ဘုစိတ်မွေးတွေပတိုင်းမွေးတွေနဲ့သူပြန်ရောက်လာတယ်ပြန်ရောက်လာတော့သူ့ကိုအရက်ကပစုမှမမှတ်မိတော့အဲ့ဒါလိုမမှတ်မိတော့အဲ့ဒီကလေးအဲ့ဒီလူလင်ကဉာဏ်ရှိတယ်ထိမ့်သိမ့်နိုင်စွမ်းရှိတယ်ဘာစဉ်းစားလဲဆိုတော့ငါတဲ့ဒီအချိန်မှာဂရေ40တော့ပစ္စည်းတွေကိုတူးဖော်ပြီးတော့ဆွဲမယ်သုံးဆွဲမယ်ဆိုလို့ရှိဒီကောင်ဘယ်ကနေခိုးလာတယ်လဲတိုက်လာတယ်လဲငါ့ကိုဘယ်သူမှယုံကြည်မှာမဟုတ်ဘူးငါဘက်ကထောက်ခံမဲ့လူလည်းငါတယောက်မှအခုမရှိတော့ဘူးတက်တည်လေအဲ့ဒီတော့ငါနဲ့ဒီပစ္စည်းတွေပဲရှိတာအဲ့တော့ဒီချိန်မှာငါထုတ်ယူသုံးဆွဲမယ်ဆိုရင်ငါအကြီးကျယ်ဒုက္ခရောက်လိမ့်မယ်သူသိတယ်နော်သူထုတ်ယူမသုံးဆွဲဘူးအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့အောင်အီးနိုင်တယ်စောင့်စည်းနိုင်တယ်ဂရေ40တော့ပစ္စည်းရှိနေတယ်နော်အဲ့ဒါသူဘာလုပ်လဲဆိုတော့အလုတ်လိုက်ရှာတယ်ကျွန်တော်ဘာလို့မင်းရမလဲပေါ့
အဲ့တော့ရက်ကဝိုင်းပြီးတော့ပေးတယ်မင်းခုမှရောက်လာတယ်ကွာကဲအဲ့လိုဆိုလို့ရှိရင်မင်းရစော်လို့ကွာမင်းကိုတို့လာကဝိုင်းပေးမယ်ရစော်ဆိုတာကဥစဉ်ကနားလေအောင်ပြောလိုက်တာပါစာထဲမှာပါတာကတော့အိယာထားခြင်းရောက်ပါပြီထားကြပါဆွနေပါလိချက်ကြပါအလုတ်တွေဝင်ကြပါပြင်းမနေကြပါနဲ့လို့သူကလမ်းမှာလိုက်ပြီးတော့နှိုးဆိုတာတဲ့အမဒီကနေ့ခေတ်အဲ့ဒီလိုလူမျိုးတောင်ရှိနေတယ်လို့ထင်တယ်နော်ကြားတဲ့လူတွေတတိယရင်ကောင်းတာပေါ့ဟုတ်လားအဲ့ဒါလိုလိုက်ပြီးတော့အော်လာအဲ့ဒီလူလင်ကအဲ့ဒါလိုအော်ရင်းနဲ့တနေ့တော့ဗိမိတာရမင်းကြီးကဒေတာပရင်ဖွင့်ပြီးနန်းတော်ကနေပြီးတော့အဲ့ဒီလူလင်ရဲ့အတန်ကိုကြားတာကြားတဲ့အခါကျတော့မင်းကြီးကတကိုယ်ကြီးရေချက်တယ်ဒီပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာအင်မတန်ပေါ်တဲ့ပုဂ္ဂိုလ်ပဲအတန်ကိုနားထောင်ပြီးတော့သိတာတော့ဗိမိတာရအဲ့ဒီအတတ်ပညာသူ့မှာရှိတယ်သိလားဗိမိတာရအဲ့လိုမင်းကြီးကဒီပုဂ္ဂိုလ်ဟာပစ္စည်းပေါ်တဲ့ပုဂ္ဂိုလ်ပဲပစ္စည်းဥစ္စာသိချမ်းသာတဲ့ပုဂ္ဂိုလ်ပဲလို့ပြောတော့အဲ့ဒါကိုဘုရင်ကြီးရဲ့မိဖုရားတွေကတစ်ယောက်ပေါ့နော်မောင်မကြီးတစ်ယောက်ကကြားတဲ့အခါကျတော့မင်းကြီးတစ်ယောက်ကအဲ့ဒီကောင်တော့ကိုလိုက်စမ်းသူဘယ်သူလဲပါလဲသိအောင်လုပ်ခဲ့အဲ့ဒါနဲ့အဲ့ဒီတော့ပြန်လာတယ်အရှင်မအင်မတန်ဆင်းရဲပါလေရေစော်လုပ်ပြီးတော့စားနေရခိုးကိုရမရှိတူးတဲ့တကောင်ကျွတ်တမျက်နှာပါအဲ့မင်းကြီးကိုသွားပြီးတော့သရဥတင်နေရှင်မင်းနေရအဲ့ဒါပစ္စည်းသိပ်ပေါ်တဲ့လူမဟုတ်ပါဘူးတဲ့သိပ်ဆင်းရဲတဲ့လူပါတဲ့မင်းကြီးကဘာမှမပြောဘူးစိတ်ပဲနေတယ်နောက်2ရက်3ရက်လောက်နေပြန်ရောအဲ့ဒီပုဂ္ဂိုလ်ရဲ့အတန်ကြားပြန်ရောကြားတော့မင်းကြီးကမနေနိုင်ဘူးပြောပြန်တယ်ပစ္စည်းဥစ္စာသိပ်ပေါ်တဲ့လူပဲဒီလူအဲ့ဒီလူမျိုး3-4ခါလောက်ပြောတော့ဒီမောင်မကြီးကစိတ်ဝင်စားတယ်မင်းကြီးအလကားမပြောဘူးပစ္စည်းဥစ္စာမရှိဆင်းရဲတဲ့လူပါလို့ပြောတဲ့ကြားတွေကဒီအတန်ကြားတိုင်းသူပစ္စည်းသိပ်ပေါ်တဲ့လူလို့ပြောနေတယ်အဲ့ဒါနဲ့ဘာလို့လဲဆိုတော့အရှင်မင်းတွေကကျွန်တော်မျိုးမကြီးသွားပြီးတော့စုံစမ်းလိုက်ရတယ်ဒါကြောင့်ရိတ်ခါများကြီးညံ့တော်မူပါအဲ့ဒါနဲ့သူ့ကိုအကြတစ်ထောင်ပေးလိုက်တယ်သွားစုံစမ်းကြည့်အဲ့ဒါမောင်မကြီးကလဲတယ်ဗျာဘာလို့ဆိုသူ့ရဲ့အရွယ်ရောက်တဲ့သမီးကိုခေါ်သွားတာနော်ခေါ်သွားပြီးတော့အဲ့ဒီလူကနေလဲအကုန်စုံစမ်းပြီးတော့ဒီပြည်အိမ်ဒီမှာတဲပရစီလို့ပြောတော့ဒီပြည်အိမ်ကလူတွေကတို့အိမ်မှာလူတွေများတယ်ဟိုမှာဂုံဘဂောတကဆိုတာအဲ့ဒီလူလင်ရဲ့နာမည်ကဂုံဘဂောတကသူကတူဦးလေးစမှာသူ့ဒီသွားပြီးတော့တဲကြဆိုတော့သားမိ2ယောက်အိမ်ရောက်လာဂုံဘဂောတကတနာကျင်တာတဲ့လူဆိုတော့ကြိုက်တဲတာပေါ့လေဒါပေမဲ့တရက်ဖယ်ရမယ်အဲ့ဒါတော့တရက်ရောက်တယ်သားမိ2ယောက်ကမသွားဘူးအဲ့လိုနေနဲ့ဘာလို့တုံးဆိုတော့အဲ့ဒီလူကတယောက်တည်းနေရတာဆိုတော့ဘယ်ကောင်းကောင်းမွန်မွန်ချက်ပြုတ်စားနိုင်မလဲအဲ့ဒါဒကမကြီးကအလေကြီးဆိုတော့ဟုတ်လားအကုန်လုံးချက်ပြုတ်ပြီးတော့ကျွေးတာဗျာအဲ့ဒီတော့သူကလည်းပဲအဲ့လိုနဲ့တန်ရုံးစင်နေဖြစ်2ရက်3ရက်တော့ခင်ဗျားတို့မသွားသေးဘူးလားအဲ့လိုနဲ့နောက်တော့ဦးဇင်းတို့စားရဲပါတဲ့အတိုင်းအတိအကျတွေမပြောတော့ပါဘူးဗျာဟုတ်လားသူသမီးနဲ့ရသွားရောဆိုပါစို့ဟုတ်လားအဲ့လိုသမီးနဲ့ရသွားပြီဆိုတော့မှမောင်မကြီးကဘာလို့လဲဆိုတော့ဘုရင်မင်းတရားစီကိုလှမ်းပြီးတော့အကြောင်းကြားတယ်ခုဒီလိုနဲ့သူတို့နဲ့တပေါင်းတစည်းတည်းဖြစ်သွားပါပြီအဲ့ဒီတော့သူ့မှာရှိတဲ့လျှို့ဝှက်ထားတဲ့ပစ္စည်းတွေထွက်လာအောင်လုပ်ဖို့ပဲကြံတော့တယ်ဒီလိုဘာမှမသိဘူးဟုတ်လားအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့ငါဘာလို့ရမတုံးပေါ့အဲ့တော့ဒီမိဖုရားကြီးကဘာပြောလဲဆိုတော့ဒီလမ်းမှာနေတဲ့လူတွေအလုံးစုပြီးတော့ပွဲသဘင်ခံရမယ်ဒါဘင်းရဲ့အမိတ်ဒီနေ့ပွဲသဘင်ခံတယ်ဆိုတော့တိမ်ဘလောက်ကောက်မှာပေါ့ဗျာဟုတ်လားအဲ့ဒါလိုကောက်ပြီဆိုတော့ဟာကျုပ်ပတ်စံမရှိဘူးမင်းမိတ်ဆိုတာမင်းပတ်စံမရှိဘူးလို့ပြောလို့မရဘူးမင်းတစုံတယောက်စီကသွားချီးပြီးတော့ပဲဖြစ်ဖြစ်ငှားပြီးတော့ပဲဖြစ်မင်းရအောင်ရှာခဲ့ဟာခက်တာပဲဗျာခင်ဗျားတို့ရောက်လာမှရှုပ်တယ်ဟုတ်လားအဲ့ဒါလိုနဲ့ဘာလို့လောင်ဆိုတော့ညီကြီးတဲ့မြုပ်ထားတဲ့ဂရီ40တွေကဒဲတရား2တရားလောက်သူထုတ်ပြီးတော့ယူလာတယ်ယူလာပြီးတော့ကဲရော့ဒါနဲ့ဖြည့်ရှင်းလိုက်ဒီဟုတ်ပြီဆိုတော့အဲ့ဒီပတ်စံကိုယူအဲ့ဒီပတ်စံကိုမင်းကြီးကြီးပို့ပြီးတော့သူ့အိတ်ထဲကပတ်စံနဲ့စိုက်ပြီးတော့ပွဲတယ်လုပ်လိုက်တယ်တက်တေကံပစ္စည်းကဘယ်ရောက်သွားပြီတော့နန်းတော်ရောက်သွားပြီဟုတ်လားနန်းတော်ရောက်သွားပြီအဲ့ဒါလိုနဲ့တက်တေကံပစ္စည်းလည်းရပြီလေဆိုတော့မှမင်းချင်းတွေရောက်လာတယ်မင်းပစ္စည်းတွေအများကြီးရှိတယ်လို့ပြောတယ်ဒါကြောင့်ဘင်းမင်းတွေကမင်းကိုလိုက်ခဲ့ရကျန်ကြီးစီရဗျာကျွန်တော်မှမရှိပါဘူးအဲ့ဒီမှာအတင်းအကျပ်ခေါ်တဲ့အခါကျတော့ဟေးမင်းတို့ငါ့တမက်ကိုဘာလုပ်ကြတာလဲလာတယ်နော်အဲ့ဒီကြတော့မှသူတို့ကရှေ့ကနေကြိုးပြီးတော့သွားနေတဲ့သားမီး2ယောက်ကမင်းကြီးတွေကဒီမြင်းဆန်နေတဲ့လူကိုတခါတည်းတုံ့နှောင်ပြီးတော့ခေါ်လာအဲ့ဒါနဲ့ဒီမင်းတရားတွေရောက်တော့မင်းမှာပစ္စည်းတွေအများကြီးရှိပါလေခင်ဗျဘာကြောင့်မင်းတို့ဖွက်ပြီးတော့နေရတယ်လဲမရှိပါဘူးမင်းတရား
သူလိန်လုံးပဲဟုတ်လားဘယင်မင်းတရားကိုလည်းသူမယုံနိုင်ဘူးအဲ့ဒီတော့မှဘယင်ကြီးကသူထုတ်ထားတဲ့တက်တေကံပစ္စည်းအတပြားကိုထုတ်ပြတယ်ဒါကြည့်အော်တယ်ဟာငါပတ်စံနေဘလို့ဒီရောက်နေတော့ပေါ့အဲ့ဒါနဲ့သူလျှောက်ပြီးတော့ကြည့်တော့ဟိုသားမင်းတယောက်ကနန်းတွင်းသူအဝတ်အစားတွေနဲ့တောက်တောက်ပြောင်ပြောင်သူ့ကိုပြုံးပြီးတော့ကြည့်နေတာအဲ့ဒီကြတော့မှသူအတိပဲပေါက်တယ်ဟုတ်လားအဲ့ဒါနဲ့ဘယင်မင်းတရားရှိကြောင်းမှာဒီလောက်ရှိတာကိုမင်းဘာလို့မပြောတော့ယုံကြည်ရမယ့်လူမရှိလို့ပါငါမင်းတရားဟာယုံကြည်စရာမဟုတ်ဘူးလားမှန်မှယုံကြည်တရားဆိုလို့ရှိရင်ပြောပါမယ်ခင်ဗျာဆိုပြီးတော့အဲ့ဒီတော့မှနေရာဒေသကိုပြောလှဲတွေပါတွေနဲ့သွားတိုက်အဲ့ဒီမှာဘုရင်ကြီးကသူ့သမီးနဲ့ဒီအမျိုးကောင်းသားကိုပေးစားနော်အဲ့ဒီမှာဘုရင်ကဗိမိတာရဘုရင်ကအင်မတန်တော်တဲ့လူပဲဂရီ40တော့ပစ္စည်းတွေကိုပိုင်ဆိုင်မှာလျှက်ခင်နဲ့ကိုထိန်းနိုင်တယ်သိမ်းနိုင်တယ်နော်ကိုထိန်းနိုင်သိမ်းနိုင်တယ်ဆိုတဲ့အည်သွေးဟာလွယ်ဘူးဗျာငင်းတကကြီးမိုက်များဒါကိုသဘောကျပြီးတော့သူ့ကိုမြတ်စွာဘုရားကြီးကိုခေါ်သွားတာဘုရင်ကြီးကသောတာပန်အရိယာသူတော်ကောင်းကြီးလေလက်သူ့တမက်ကိုဘုရားကြီးခေါ်သွားတာခေါ်သွားပြီးတော့မြတ်စွာဘုရားတဲ့ဒီလောက်တည်ကြည်တဲ့လူစောင့်စည်းနိုင်တဲ့လူကိုဘုရားကျွန်တော်မျိုးကြီးမတွေ့ဘူးပါဘူးတဲ့အဲ့ဒီမှာအကြောင်းစုံမြတ်စွာဘုရားကိုလျှောက်တယ်လျှောက်တော့မှမြတ်စွာဘုရားကတခါကြီးဒီသူတော်ကောင်းဟာကိုစောင့်စည်းနိုင်တယ်မှန်တယ်တဲ့လောကမှာမတရားမှုတွေနဲ့အသက်မွေးဝမ်းကြောင်းမှုပြုတာဒါဟာတကယ်ချမ်းသာစေချမ်းသာမှန်ကိုမရနိုင်ဘူးကိုထိန်ကောင်းမွန်နဲ့အည်အသွေးရှိကြိုးစားမှသာလေတကယ်ချမ်းသာစေချမ်းသာမှန်ကိုရနိုင်မယ်ဆိုပြီးတော့ကြီးပွားချမ်းသာကြောင်းတရား9ပါးကိုအဲ့ဒီမှာဟောတာဟုတ်ရဲ့လားအဲ့ဒီမှာဟောတာအဲ့ဒါတွေဥစဉ်ပြန်မပြောတော့ဘူးနော်အဲ့ဒီဂါထာရဲ့အဆုံးမှာဒီလူလင်ဒီသောတာပန်ဖြစ်တယ်ဟုတ်ရဲ့လားအဲ့ဒါဥစဉ်တို့လူငယ်တွေကိုပြောချင်တာကလောကမှာကြီးပွားချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်ဒီအကြီးအသေး9ရက်နဲ့တတ်နိုင်တယ်များပြည့်စုံအောင်ကြိုးစားကြရမှာဟုတ်လားဒီသေး9ရက်နဲ့ပြည့်စုံမယ်ဆိုရင်ပြည့်စုံတဲ့လောက်ဒီပုဂ္ဂိုလ်မကြီးပွားပြီဘူးလားကြီးပွားမယ်တပါးနဲ့ပြည့်စုံရင်ကိုပဲတော်တော်ကြီးပွားမယ်2ပါး3ပါးအကုန်လုံးနဲ့ပြည့်စုံမယ်ဆိုရင်တော့ဒါအတိုင်းချက်အလွန်ပေါ့နော်အဲ့ဒီတော့ဒီ9ပါးကိုမှတ်သားပြီးတော့ကိုယ်ဘဝကြီးပွားချမ်းသာရေးကိုပေါ်ဆောင်ဖို့အတွက်အကောင်းဆုံးလက်နက်တွေလို့သဘောထားပြီးတော့ကျင့်သုံးကြဖို့မလိုဘူးလားလိုတယ်နော်ဥဒ္ဌာနဝေတောတတိမေတောသူစီကမ္မတနိတ္တမကာရိနောသင်္ညတတဓမ္မဇီဝိနောအပမထတယတောပိဝတ္တတိဥဒ္ဌာနဝေတောထားကြွလုံးလာဝရိယနဲ့ရှိပေထသောတတိမေတောတတိနဲ့လည်းပြည့်စုံပေထသောသူစီကမ္မတစင်ကြယ်သောကာယကံဝစီကံမနောကံနဲ့လည်းပြည့်စုံပေထသောနေတ္တမကာရိနောသူဇံစင်ကြယ်၍ပြုလေရှိပေထသောသင်္ညတတကိုနှုတ်နှလုံးသုံးပါးလုံးကိုစောင့်စည်းခြင်းရှိပေထသောဓမ္မဇီဝိနောမှန်ကန်သောအတ္တမွေးဝမ်းကြောင်းမှုဖြင့်အတ္တမွေးဝမ်းကြောင်းခြင်းရှိပေထသောအပမထတမမိမလျောသောအပမာဒတရားနှင့်ပြည့်စုံပေထသောထိုသူတော်ကောင်းပုဂ္ဂိုလ်အားယသောအချမ်းရအကျော်သောစည်းစိမ်ဥစ္စာဟူသည်များတို့သည်အဘိဝတ္တတိကောင်းစွာမတွေ့ကြီးပွားကြပေကုန်တည်းတို့ရှင်တို့ကြီးပွားချမ်းသာကြောင်းတရား9ပါးကိုလည်းပြောပြပါပြီကြီးပွားချမ်းသာကြောင်းတရား9ပါးကိုဘာကိုအကြောင်းပြုပြီးတော့ဟောတယ်ဆိုတာကိုလည်းအကျဉ်းချုပ်ပြောပြပါပြီဒါကြောင့်ဒေသပေါင်းတော်ကောင်းတို့သည်ထာကြွလုံးလဝရိယတရားနဲ့ပြည့်စုံအောင်ကြိုးစားနိုင်ကြပါစေတတိတရားပြည့်စုံအောင်ကြိုးစားနိုင်ကြပါစေမိမိရဲ့ကာယကံဝစီကံမနောကံဆိုတဲ့ကံ3ပါးကိုတန့်ရှင်းစင်ကြယ်အောင်ကြိုးစားနိုင်ကြပါစေလုံးတစ်ခုလုံးတော့မယ်ပြောတစ်ခုပြောတော့မယ်ဆိုလို့ရှိရင်စဉ်းစားဆင်ခြင်ပြီးတော့လုံနိုင်ပါစေပြောနိုင်ပါစေနောက်ပြီးတော့ကိုယ်နှုတ်နှလုံး3ပါးလုံးကိုစောင့်စည်းနိုင်ပါစေအလိုမလိုက်ရဘူးဆိုတော့လည်းပေါ့နော်ပြီးတော့ပါတော့ဓမ္မဇီဝိနောအတ္တမွေးဝမ်းကြောင်းမှုလည်းပဲမှန်ကန်ပါစေစင်ကြယ်ပါစေနောက်ဆုံးအချုပ်ကတော့အပမာဒဟုတ်ရလားဒါတော့အပမာဒနော်အပမာဒတရားကတော့
အပြည့်ဝဆုံးနဲ့အကြီးကျယ်ဆုံးတရားပါပဲဟုတ်ရဲ့လားဒါကြောင့်အပမာဒတရားလက်ကင်ထားပြီးတော့မိမိတို့ရဲ့ကြီးပွားခြင်းချမ်းသာခြင်းတရားတွေကိုစစ်မှန်တဲ့နည်းလမ်းနဲ့ရှာဖွေနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့ဒီကနေ့ညကြီးပွားချမ်းသာကြောင်းတရား9ပါးဆိုတာကိုဆုံးသတ်ကြရအောင်ဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတံတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတံတဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုတဗ္ဗမင်္ဂလရခန္တုတဗ္ဗဒေဝတံတဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုမာကတေတရားနာပိတ္တပေါင်းတော်ဟောင်းတို့သာသာအာလုံးသောတတ္တဝါအနန္တတို့အားဒါဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသာဝတိဝဒမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောမိမိတို့သာနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မျက်နှာကောင်းတဲ့အပေါင်းတို့ကလည်းပဲရခန္တုကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသာဝဗုဒ္ဓ ानु ဘာဝေနကင်းငါဝါလူသေးစုမကပွင့်တော်မူကြတယ်စေစုတို့သာပါဖျက်ခြင်းကိုယ်တော်မြတ်တို့ရဲ့တကုတေသောအာနုဘောတော်တို့ကြောင့်၎င်းသာဝဓမ္မ ानु ဘာဝေနမေလီယံပူရိဒနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုတေသောအာနုဘောတော်တို့ကြောင့်၎င်းသာဝတံဃာ ानु ဘာဝေနမေကထံလေးရောက်ပလတံလေးရောက်ဆိုသောရှင်တော်ရိယတံဃာရှင်မြတ်တို့နဲ့တကွာတေလဂုံသမာဓိဂုံပညာဂုံတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံကရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တဘိုးတေသောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေခမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြကြမှာချမ်းသာခြင်းရှိရကုန်လေဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း